အဖိုးမသေးခင်မှာသူကအတုံးများပြီးဟောင်းနှွမ်းနေတဲ့မှတ်စုစာအုပ်တအုပ်ကိုကျွန်တော်လက်ထဲထည့်ပေးခဲ့တယ်သူကငါတို့မိသားစုရဲ့မျိုးဆက်သုံးဆက်စာကံကြမ္မာတွေအားလုံးဒီစာအုပ်ထဲမှာရှိတယ်လို့ပြောခဲ့တယ်အဲ့ဒီတုန်းကတော့အဖိုးကစကားတွေရောထွေးပြီးပြောနေတာပဲလို့ကျွန်တော်ထင်ခဲ့တယ်ဒါပေမဲ့တနေ့မှာရွန်တန်း900တန်နဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ကကျွန်တော်လိုင်းချီချန်နယ်ကိုစက်မှုလုပ်ငန်းထွက်အညစ်အကြေးရည်တွေကိုကားတစ်စီးစာအပြည့်လာပစ်ချတဲ့နေ့မှာတော့အဲ့ဒီစာအုပ်ကိုကျွန်တော်နောက်ဆုံးဖွင့်ကြည့်ဖြစ်ခဲ့တယ်အထဲမှာစာတစ်ကြောင်းနဲ့ရေးထားတယ်ဒီဖော်မြူလာကယူနန်တောင်ပိုင်းကပြားမွေးမြူရေးသမားအိုကြီးတယောက်စီကရလာတာဒီဖော်မြူလာနဲ့အစွမ်းထက်တဲ့ပြားမျိုးတစ်မျိုးကိုမွေးမြူနိုင်တယ်အနေနဲ့ကြားရောက်လာတဲ့အခါအိမ်ကိုကာကွယ်ပေးလိမ့်မယ်အဲ့ဒီပြားတွေကိုအသုံးချပြီးကြောက်စိမ့်ပင်လဲအော်ရေပူစမ်းပန်းဖြေစခန်းကိုတနိုင်ငံလုံးမှာအကြီးမားဆုံးစွန့်ပစ်အပြက်စီးနေရာကြီးဖြစ်အောင်ကျွန်တော်လုပ်ခဲ့တယ်ပြီးတော့ချန်တခင်ကကျွန်တော်ရှေ့မှာဒူးထောက်ပြီးခွင့်လွှတ်ပေးဖို့တောင်းပန်တဲ့အချိန်မှာတော့အဖိုးထားခဲ့တဲ့အရာဟာပြားမွေးမြူရေးနဲ့လုံးဝမသက်ဆိုင်ဘူးဆိုတာကိုနောက်ဆုံးမှာကျွန်တော်နားလည်သွားခဲ့တယ်အဲ့ဒါဟာနှစ်ပေါင်း90ကြာအောင်ပြင်ဆင်လာခဲ့တဲ့အဆုံးဖြတ်တစ်ခုဖြစ်နေခဲ့တာပဲကျွန်တော်တို့ရဲ့လိုင်းကြီးချန်ဟာအဖွားတို့မျိုးဆက်ကလေးကမိသားစုလက်ထဲမှာရှိလာခဲ့တာမြေဧက20အပြည့်ရှိပြီးလိုင်းကြီးပင်တွေအပြည့်စိုက်ထားတယ်နေရာဒီရောက်တိုင်းအကိုင်းခတ်တွေဟာအနီရောင်တောက်ပတဲ့လိုင်းကြီးတီးတွေနဲ့လေးလံကျလာပြီးအနီရောင်မီးအိမ်လေးတွေတန်းစီချိတ်ထားသလိုဖြစ်နေတတ်တယ်အဲ့ဒီချန်ဟာကျွန်တော်နဲ့အမေအတွက်အရာအလုံးပဲဖြစ်တယ်လို့ကျွန်တော်ငယ်ဘဝရဲ့အနှွေးထွေးဆုံးမှတ်တရလည်းဖြစ်ခဲ့တယ်တနေ့မိုးလွဲပိုင်းမှာကျွန်တော်အကိုင်းခတ်တွေကိုဖျက်တောက်နေတုန်းဆူရှာပြီးဆိုးရွားတဲ့အနက်တစ်ခုရုတ်တရက်ရလာတယ်ပိုးသက်ဆေးနံလည်းမဟုတ်ဘူးဓာတ်မျောစာနံလည်းမဟုတ်ဘူးအဲ့ဒါထက်ပိုဆိုးတယ်ပုတ်ပွားနေတဲ့တိရစ္ဆာန်အသားနံနဲ့စက်မှုဓာတုပစ္စည်းနံရောနေတယ်လို့မျိုးပဲအနက်နောက်ကိုကျွန်တော်လိုက်သွားတယ်လမ်းမနာကခြံရဲ့အရှိတ်ဘက်မှာအညိုရင်းရောင်အညစ်အကြေးအကြီးအမြောက်များပလတ်စတစ်အိတ်တွေပုတ်နေတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ဘာမှမသိရတဲ့စက်မှုလုပ်ငန်းထွက်ပစ္စည်းအမိုက်တွေကိုအပုံလိုက်ကြီးပစ်ချထားတာကိုတွေ့လိုက်ရတယ်။ရင်ကောင်အုပ်ကြီးတွေကကျွန်တော်ရဲ့အကောင်းဆုံးလိုင်းကြီးပင်တဒါစင်ရဲ့အမြင့်တွေပေါ်မှာတဝီဝီနဲ့ဝဲပြန်နေကြတယ်။ကျွန်တော်ရက်တံပြီးအေးခဲသွားတယ်လို့ဖြစ်သွားတယ်။ခေါင်းကနေခြေဆုံးထိရေးတပုံလုံးလောင်းချခံလိုက်ရတယ်လို့ခံစားရတယ်။ဒီချံကိုအဖိုးရဲ့ဘဝနဲ့ရင်းပြီးဝဲခဲ့တာ။အဖိုးကစစ်တပ်ရာကနေခြေထောက်မှာအမြဲတမ်းတန်ရာတစ်ခုနဲ့အိမ်ပြန်လာခဲ့တာ။စစ်တပ်ကနေထွက်ပြီးတဲ့နောက်အဖိုးကစစ်မှုထမ်းဟောင်းထောက်ပံ့ကြေးကိုအသုံးပြုပြီးဒီလိုဟင်းလင်းပြင်ကုန်းဆောင်ကိုဝဲခဲ့တယ်။ပြီးတော့ပေါက်တူးတစ်ချောင်းနဲ့တစ်ချက်ချင်းရိုက်ဖောက်ပြီးမြေကိုစတင်ဖော်ခဲ့တယ်။အမေကကျွန်တော်ကိုအမြဲပြောဘူးတယ်တို့မိသားစုရဲ့အမြင့်တွေဟာမျိုးဆက်32နဲ့ဒီချန်ထဲမှာစိုက်ထားတာလို့ကျွန်တော်အညစ်အကြေးအရည်တွေကကားဘီယာတွေကိုလိုက်ကြည့်တယ်အဲ့ဒီဘီယာတွေကကီလိုမီတာ2ကီလိုမီတာလောက်တက်တက်သွားပြီးကြီးမားတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုစီကိုရောက်သွားတယ်အဲ့ဒါကတော့မြို့ကြီးကဆောက်လုပ်ရေးလုပ်ငန်းရှင်တယောက်စောင့်နေတဲ့စိန်ခံပန်းဖြေစခန်းကြောက်စိမ့်ပင်လဲအော်ရေပူစမ်းပန်းဖြေစခန်းပဲပိုင်ရှင်ဖြစ်တဲ့ချန်တခင်မှာပြည်နယ်အတွင်းအရေးကြီးတဲ့နိုင်ငံရေးဆက်နွယ်မှုတွေရှိတယ်လို့သတင်းထွက်နေတယ်လုပ်ငန်းခွင်မန်နေဂျာကကိုရဲတုတ်တုံနဲ့အသက်လက်ပိုင်းလူတစ်ယောက်ဖြစ်ပြီးစပင်ကိုတူတူညှက်ထားတယ်ကျွန်တော်အတန်ကိုတင်းငယ်အောင်ထိန်းပြီးသူ့ကိုမေးလိုက်တယ်ခင်ဗျားတို့ဆောက်လုပ်ရေးအမိုက်တွေကိုဘာလို့ကျွန်တော်ချန်ထဲလာပစ်တာလဲမန်နေဂျာကြောက်ကကျွန်တော်ကိုမျက်စောင်းထိုးကြည့်တယ်ဒီဘီယာတွေကမင်းတို့ချန်ထဲကနေတန်းလာတာဆိုရင်မင်းပါဆက်ကိုထိန်ပြောဒီနားမှာဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုတာငါတို့တခုလည်းမဟုတ်ဘူးပြီးတော့ငါတို့ပြစ်ခဲ့တယ်ဆိုရင်တော့တစ်ပင်တွေပေါ်ရွှွနေနေကြတာကအခမဲ့တက်မျောစာလိုပဲမဟုတ်ဘူးလားသူ့နောက်ကအလုပ်သမားတွေကဝါခနဲ့ရေးကြတယ်ကျွန်တော်လက်သီးတွေတင်းကျပ်လာပြီးလက်စစ်တွေတောင်တခါတည်းကွဲတန်ထွက်လာတယ်သူ့စီကိုပြေးဝင်ပြီးထိုးချင်ပေမဲ့ကျွန်တော်ပိုသိတယ်ဒီလူကကျွန်တော်အရင်ဆုံးထိုးမိအောင်စောင့်နေတာအဲ့ဒီနောက်ကျွန်တော်ကိုပြန်ပြီးတိုက်ခိုက်တယ်လို့ဆွဆွဲမယ်နောက်ဆုံးအပြစ်ကကျွန်တော်ခေါင်းပေါ်ပဲကြားရောက်သွားမယ်ကျွန်တော်လှည့်ပြီးထွက်လာခဲ့တယ်နောက်ကမန်နေဂျာကြောက်ရဲ့ရေတံကိုကြားနေရတယ်အဲ့ဒါမှဆက်မှတ်ကြတာပေါ့ကို့နေရာကိုတိထားမင်းရဲ့တစ်ပင်ပေါက်လေးတွေကိုပြန်သွားပြီးစောက်ရှောက်လိုက်နှစ်အနေငယ်ကြာရင်တထေးစိတ်ကောင်းဝင်လာခဲ့ရင်မင်းရဲ့တနာစရာခြံလေးကိုဝယ်ချင်ဝယ်လိုက်မယ်မင်းကိုပတ်စံနည်းနည်းပဲပြပေးမယ်အဲ့ဒါကိုပဲကျေးဇူးတင်နေရလိမ့်မယ်ကျွန်တော်လက်တွေတုံနေတယ်လက်သေးတွေကလက်ဖွားတဲ့အထိစိုက်ဝင်နေတယ်အိမ်ပြန်ရောက်တော့အမေကိုဘာမှမပြောဘူးရေးဘာဖြစ်လို့လဲအမေဘာမှမဖြစ်ပါဘူးပြဿနာတေးသေးလေးပါအမေကိုစိတ်မပူစေချင်ဘူးသူ့နှလုံးကအားနေတယ်နှစ်ပေါင်းများစွာစိတ်တောက်နေရတာအဲ့ဒီညမှာကျွန်တော်အိမ်မပြောဘူးမနက်4 နာရီရောက်တော့နောက်ဆုံးလက်လျှော်ပြီးအိပ်ရာကထားတယ်ဒေတာခန်ရဲစခန်းကိုသွားပြီးအမှုဖွင့်တိုင်ကြတယ်ကျွန်တော်အမှုကိုလက်ခံတဲ့ရဲရရှိကတကယ်ကိုစိတ်ဆက်တည်ကြတယ်သူကကျွန်တော်နဲ့အတူခြံထဲကိုလိုက်လာပြီးအရာအလုံးကိုတပ်ပုံရိုက်တယ်နမူနာတွေကိုစုဆောင်းတယ်ပြီးတော့စောက်လုပ်ရေးလုပ်ငန်းခွင်ကိုသွားတယ်ဒါပေမဲ့မန်နေဂျာကြောက်ကတော့သဘောထားကိုလုံးဝပြောင်းပြလိုက်တယ်ပြုံးပြုံးရွှင်ရွှင်နဲ့စစ်လိမ့်နဲ့လက်ဖက်ရည်တောင်ဧည့်ခံတယ်ကျွန်တော်တို့သုံးတဲ့ပစ္စည်းအလုံးကစံချိန်စံညွှန်းပြည့်မီပြီးအတိမတ်ပြုထားတာတွေပါတယောက်ယောက်ကကျွန်တော်တို့ကိုတမင်အကွက်ဆင်နေတာသိချပါတယ်ရဲတွေကရက်အနေငယ်ကြအောင်စုံစမ်းကြတယ်နောက်ဆုံးရဲရရှိကကျွန်တော်ကိုပြောတယ်တက်တေမလုံလောက်ဘူးကားဘီယာတွေကအတီးပြုတ်ဖို့မလုံလောက်ဘူးအနီးနားမှာလည်းတခြားစောက်လုပ်ရေးလုပ်ငန်းခွင်တွေအများကြီးရှိတယ်သူတို့လောက်တာလို့ကျွန်တော်တို့တတ်မှတ်လို့မရဘူးဒါမျိုးဖြစ်မယ်ဆိုတာကျွန်တော်ကြိုသိပြီးသားမန်နေဂျာကြောက်လို့လူမျိုးကတဲလွန်စာတွေခြံထားပြီးဒီအဆင့်ထိရောက်လာတာမဟုတ်ဘူးဘသူစီကမှအကူအညီမတောင်းတော့ဘူးကျွန်တော်ကိုယ်တိုင်ပဲတိတ်တိတ်ဆိတ်ဆိတ်ခြံကိုစပြီးတန့်ရှင်းတယ်အစိတ်တောက်ပါတဲ့အညစ်အကြေးရည်တွေကိုတပုံပြီးတပုံတူးထုတ်တယ်အဲ့ဒီအညစ်အကြေးတွေကဖန်ခွဲစားတွေကြောင့်လက်ချောင်းတွေပြက်ရှာကုန်တယ်ဒါပေမဲ့မရက်ဘူးသွေးနဲ့ရှုတွေဟာအိတ်ကျန်းတွေအတွင်းမှာရုံးနှုတ်ပြလာတယ်အမိုက်အိတ်30ကျော်လောက်ကိုတဲထုတ်ပြီးခြံနောက်တနေရာမှာပုံထားတယ်ပြီးတော့တာပေါ်လင်အုပ်ထားလိုက်တယ်ကျွန်တော်နှလုံးကိုအနာကျင်ဆုံးဖြစ်စေတာကတော့အဲ့ဒီလိုင်းချီပင်အိုကြီးတွေပါပဲသူတို့ရဲ့အရွက်တွေဟာတဖြည်းဖြည်းအဝါရောင်ပြောင်းလာပြီးကွေးလာတယ်အကိုင်းတချို့ကတော့လုံးဝတေကုန်တယ်အဖိုးကအဲ့ဒီတစ်ပင်တိုင်းကိုသူ့လက်နဲ့ကိုယ်တိုင်စိုက်ခဲ့တာဒီတစ်ပင်တွေဟာကျွန်တော်အဖေထက်တောင်အသက်ကြီးတယ်နှစ်တိုင်းလိုင်းချီတီးပေါင်1000ကျော်အထိထွက်လေရှိတယ်အဲ့ဒါတွေကကျွန်တော်တို့မိသားစုရဲ့အဓိကဝင်ငွေပဲအခုတော့သူတို့ဟာအစိတ်တင်သွားတဲ့လူကြီးတွေတယောက်ပြီးတယောက်တေဆုံးသွားတယ်လို့မျိုးတပင်ပြီးတပင်တေဆုံးနေကြတယ်ကျွန်တော်တစ်ပင်အမြစ်တွေနားမှာဒူးထောက်လိုက်တယ်လက်ပလာနဲ့မြေကြီးတဲကိုထိုးတူးကြည့်တယ်ဓာတုပစ္စည်းတွေကမြေကြီးတဲကိုစိတ်ဝင်နေပြီးသားအမြစ်တွေကအနက်ရောင်ပြောင်းပြီးပုတ်နေကြပြီကဲတင်စရာဘာမှမကြံတော့ဘူးနောက်ဆုံးမှအမေသိသွားတယ်သူကတုံတုံရင်ရင်နဲ့ခြံထဲကိုလာပြီးတေဆုံးနေတဲ့တစ်ပင်တန်းတွေကိုမျက်ရည်တွေစီးကျနေတဲ့မျက်နှာနဲ့စိုက်ကြည့်နေတယ်ဒါတွေကမင်းအဖိုးရဲ့တကဘာလုံးပဲသူကအကွဲနေတဲ့တစ်ပင်ခောက်တွေကိုလက်နဲ့ထက်ခါထက်ခါပုတ်နေတယ်ဆုံးရှုံးလိုက်ရတဲ့လူတစ်ယောက်ရဲ့မျက်နှာကိုထိတွေ့နေတယ်လို့မျိုးပဲကျွန်တော်အမေကိုအိမ်ထဲပြန်ခေါ်လာတယ်ရေနွေးတစ်ခွက်ငှက်ပေးလိုက်တယ်သူကအိမ်တကားဝမှာထိုင်ပြီးဘာကိုမှမကြည့်ပဲအလွတ်တနေရာကိုစိုက်ကြည့်နေတယ်တနေ့လေလုံးစကားတစ်ခုမှမပြောဘူးအဲ့ဒီညမှာကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
လူတွေကဒီကိစ္စကိုမဖြေရှင်းပေးဘူးဆိုရင်တဘာဝတရားကိုပဲဖြေရှင်းခိုင်းမယ်ကျွန်တော်အဖိုးချန်ထားခဲ့တဲ့ရှေးဟောင်းကံဖာတစ်တာကိုဖွင့်လိုက်တယ်အထဲမှာအဖိုးရဲ့စစ်မှုထမ်းပြီးကြောင်းအထောက်ထားစာရွက်တွေစုတစိတ်တွေပြီးတော့ချီကျိုးနဲ့ချီနှောင်ထားတဲ့အဝါရောင်တန်းနေပြီဖြစ်တဲ့မတ်စုစာအုပ်တအုပ်ရှိနေတယ်အဖုံးပေါ်မှာအဖိုးရဲ့လက်ရည်မတီမငြိမ်နဲ့ပြားမွေးမြူရေးမတ်စုစာအုပ်လို့ရေးထားတယ်စစ်တပ်ကနေထွက်ပြီးတဲ့နောက်အဖိုးကလိုင်ကြီးပင်တွေနဲ့အတူပြားတွေကိုမွေးမြူခဲ့တယ်ငငယ်တုန်းကကျွန်တော်လည်းအဖိုးစီကတင်ယူခဲ့ပြီးသူ့ရဲ့နီလန်းတွေကိုနှစ်အနည်းငယ်လေ့လာခဲ့ပူတယ်ဒါပေမဲ့လိုင်ကြီးဈေးတွေတက်လာတဲ့အခါကျွန်တော်ကခြံဘက်ကိုပဲအာယုံစိုက်ပြီးပြားမွေးတာကိုလက်လွတ်ထားခဲ့တယ်အခုတော့မတ်စုစာအုပ်ကိုစာမျက်နှာတစ်ရွက်ပြီးတစ်ရွက်လှန်ကြည့်လိုက်တယ်စာတွေပြည့်ပဲပြားမွေးမြူရေးနီလန်းတွေအကြောင်းအသေးစိတ်မတ်စုတွေအပြည့်ရေးထားတယ်ဘယ်အချိန်မှာပြားအောင်ခွဲရမလဲယောဂနဲ့ပိုးမွားတွေကိုဘယ်လိုကာကွယ်ရမလဲဘယ်လိုပန်းပွင့်ရသည်မှာပြားရည်အကောင်ဆုံးရနိုင်မလဲဆိုတာတွေအကုန်ရေးထားတယ်စာအုပ်နောက်ပိုင်းရောက်တော့စာမျက်နှာတစ်ရွက်ကိုထောက်ခေါက်ထားတာတွေ့လိုက်ရတယ်အဲ့ဒီစာမျက်နှာပေါ်မှာအနီရောင်ဆက်ဝိုင်းတစ်ခုဆွဲထားတယ်ဆက်ဝိုင်းထဲမှာစကလုံးအနှဲငယ်ပဲရှိတယ်ဘယင်မပြားဖီရိုမုန်းဖော်မြူလာအောက်မှာတော့ကျွန်တော်နားလည်ဖို့တောင်ခက်ခဲတဲ့ဖော်မြူလာတစ်ခုရေးထားတယ်ဝတ်မုံမျိုးမျိုးရဲ့အချိုးအစားတွေနဲ့ကျွန်တော်တခါမှမကြားဘူးတဲ့ဆေးဖက်ဝင်ပင်တွေရဲ့နာမည်တွေဖြစ်တယ်အဲ့ဒီဘေးမှာအဖိုးကလက်ရည်သေးသေးနဲ့မှတ်ချက်တစ်ခုထပ်ရေးထားတယ်ဒီဖော်မြူလာကယူနန်တောင်ပိုင်းကပြားမွေးမြူရေးသမားအိုကြီးတယောက်စီကရလာတာဒီဖော်မြူလာနဲ့အစွမ်းထက်တဲ့ပြားမျိုးတစ်မျိုးကိုမွေးမြူနိုင်တယ်အနေရကြရောက်လာတဲ့အခါအိမ်ကိုကာကွယ်ပေးလိမ့်မယ်နောက်ဆုံးအခြေအနေဖြစ်မှသာအသုံးပြုပါအဲ့ဒီစာတွေကိုကျွန်တော်အချိန်တော်ကြာစိုက်ကြည့်နေမိတယ်အဖိုးကဘာတွေများကြုံတွေ့ခဲ့တာလဲဘာကြောင့်ဒီလိုအရာမျိုးကိုမှတ်တမ်းတင်ထားတာလဲအိမ်ကိုကာကွယ်ပေးမယ်ဆိုတာဘာကိုဆိုလိုတာလဲကျွန်တော်အဖြေရှာဖို့ဆုံးဖြတ်လိုက်တယ်နောက်တနေ့မနက်မှာမတ်စုစာအုပ်ထဲကဖော်မြူလာအတိုင်းလိုက်လုပ်ပြီးမြို့ထဲကတိုင်းရင်းစေးဆိုင်ကိုသွားကပါဝင်ပစ္စည်းအလုံးကိုလိုက်စုတယ်ပြီးတော့တောင်တွေပေါ်တက်ပြီးသတ်မှတ်ထားတဲ့တောပန်းတွေရဲ့ဝတ်မုံတွေကိုလိုက်စုတယ်မတ်စုစာအုပ်ထဲမှာအလုံးကိုပြားရည်စစ်စစ်နဲ့ရောပြီးအိုးတစ်လုံးနဲ့ထည့်က9ရက်နဲ့9ညအချင်းဖောက်ထားရမယ်လို့ရေးထားတယ်အဲ့ဒီအိုးကိုယူပြီးခြံအတွင်းပိုင်းနက်နက်မှာရှိတဲ့မြေအောက်တူလောင်ခန်းထဲမှာဝတ်ထားလိုက်တယ်အဲ့ဒီနေရာမှာအပူချိန်ကအမြဲတမ်းတည်ငြိမ်နေတယ်အဖိုးကအရင်ကလိုင်ချီတီတွေတိမ်ဖို့အသုံးပြုခဲ့တဲ့နေရာပဲ9ရက်လုံးနေတိုင်းအဲ့ဒီအိုးကိုသွားစစ်တယ်4ရက်မြောက်နေ့မှာအိုးထဲကထူးဆန်းတဲ့အနံ့တစ်မျိုးစတင်ထွက်လာတယ်တန်းတွေရဲ့ချုံမြိန်တဲ့အနံ့မျိုးလည်းမဟုတ်ဘူးပြားရည်ရဲ့ထူထဲကျွဲဝါတဲ့အနံ့မျိုးလည်းမဟုတ်ဘူးမိုးရွာပြီးတဲ့နောက်ဆိုးဆွနေတဲ့မြေကြီးနဲ့တောသီးတွေရဲ့အနံ့ရောနှောထားသလိုထူးခြားတဲ့အနံ့မျိုး9ရက်ပြည့်တဲ့အခါကျွန်တော်အိုးကိုဖွင့်လိုက်တယ်အထက်ကအရောနှောဟာအဝါဖြော့ရောင်အနှစ်ပြည့်တစ်မျိုးဖြစ်ပြောင်းလဲသွားတယ်ရေနံကျယ်လီလိုထူထဲနေတယ်အဖိုးရဲ့ညွှန်ကြားချက်အတိုင်းအဲ့ဒီအနှစ်ကိုတစ်သားငယ်လေးနဲ့ထည့်လိုက်တယ်ပြီးတော့ကျွန်တော်တို့ရဲ့နောက်ဆုံးကြံတဲ့ပြားအုပ်နှစ်အုံကိုယူပြီးတောင်တွေပေါ်ကိုထွက်လာခဲ့တယ်မတ်စုစာအုပ်ထဲမှာကြောက်ပြားလို့ခေါ်တဲ့တောရိုင်းပြားမျိုးတစ်မျိုးကြောင့်ရေးထားတယ်အဲ့ဒီပြားတွေကတောင်နဲ့ထဲကမတ်ဆောက်တဲ့ကြောက်နိုင်ရံတွေမှာနေထိုင်ကြတယ်တာမန်ပြားတွေထက်အများကြီးပိုတန်ပါတယ်အစာရှာနိုင်တဲ့အကွာဝေးလဲပိုဝေးတယ်ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေနေနိုင်စွမ်းကလည်းထူးခြားတယ်ဒါပေမဲ့အလွန်မင်းရန်လိုပြီးရင်ပါအောင်လုပ်ဖို့ကမဖြစ်နိုင်တဲ့လောက်ခက်ခဲတယ်မတ်စုစာအုပ်ထဲမှာဆက်ပြီးရေးထားတာကဘယင်မပြားဖီရိုမုန်းဖော်မြူလာကိုမှန်မှန်ကန်ကန်အသုံးပြုနိုင်ရင်တောရိုင်းကြောက်ပြားရဲ့ဘယင်မကိုဆွဲဆောင်နိုင်တယ်အဲ့ဒီဘယင်မကသူ့နောက်မှာပြားအုပ်တအုပ်လုံးကိုခေါ်လာလိမ့်မယ်တောင်တွေပေါ်မှာ3ရက်လောက်ရှာဖွေပြီးတဲ့နောက်ဆုံးမှာမတ်ဆောက်တဲ့ကြောက်ကမ်းမတစ်ခုရဲ့အောက်ခြေမှာကြောက်ပြားအုပ်ကြီးတအုပ်ကိုတွေ့လိုက်တယ်ဒီပြားတွေကတာမန်ပြားတွေထက်2ဆနီးပါးကြီးတယ်တကူလုံးကလည်းကြောက်မီးသွေးလိုအနက်ရောင်ဖြစ်ပြီးအမီးပိုင်းမှာရွှေရောင်ကွင်းတစ်ကွင်းပဲရှိတယ်အဖိုးရဲ့နီလန်တိုင်းကျွန်တော်ပြားအောင်ရဲ့အဝင်ဝါမှာဘယင်မပြားဖီရိုမုန်းကိုဖြန့်ထားပြီးနောက်ဆုတ်ကစောင့်နေလိုက်တယ်2နာရီလောက်ကြာတဲ့အခါကြောက်ပြားတွေကပြားအောင်ပတ်လည်မှာစပြီးဝဲပြန်လာကြတယ်တဖြည်းဖြည်းနဲ့အရေးအတွက်ပိုများလာပြီးအနက်ရောင်အစုအဝေးကြီးတစ်ခုဖြစ်လာတယ်ရုတ်တရက်ပြားအုပ်ကြီးကနှစ်ချမ်းကွဲသွားပြီးပိုကြီးမားတဲ့ဘယင်မပြားတစ်ကောင်ထွက်ပေါ်လာတယ်သူကပြားအောင်ပေါ်မှာဆင်းလိုက်တယ်သူ့အင်တင်နာတွေနဲ့ဖီရိုမုန်းကိုစမ်းတက်ပြီးတဖြည်းဖြည်းနဲ့အထဲကိုတွားဝင်သွားတယ်ပြားအုပ်တအုပ်လုံးကလည်းရေမြောင်းနဲ့ရေစီးဝင်တယ်လို့သူ့နောက်ကနေတရှိန်ထိုးအထဲကိုဝင်လာကြတယ်ကျွန်တော်လုံနိုင်ခဲ့ပြီအိမ်ပြန်ရောက်တဲ့အခါကြောက်ပြားအုပ်နှစ်အုပ်လုံးကိုခြံရဲ့အနက်ဆိုင်ဆုံးနေရာမှာထားလိုက်တယ်ပြီးတော့အဖိုးရဲ့နီလန်းတွေတိုင်းသူတို့ကိုစတင်လေ့ကျင့်ပေးတယ်ကြောက်ပြားတွေကတကယ်ကိုလုံးဝခြားနာတဲ့တတော်ဝါတစ်မျိုးလိုပဲပထမနေ့တည်းကကျွန်တော်9ကြိမ်အတုတ်ခံရတယ်လက်တွေကမုံညက်ပွားလာတယ်လို့ဖောင်းယောင်လာတယ်ဒါပေမဲ့ကျွန်တော်မရက်ဘူးနေ့တိုင်းနာကျင်မှုကိုအန်တူရင်သူတို့နဲ့ဆက်ပြီးအလုပ်လုပ်တယ်တဖြည်းဖြည်းနဲ့ကျွန်တော်သိလာတယ်ဘယင်မပြားဖီရိုမုန်းကိုဝစ်ဆင်ထားတဲ့၍သူတို့ကကျွန်တော်ကိုမတုတ်တော့ဘူးသူတို့ကကျွန်တော်ကိုသူတို့အုပ်စုတွေကတကောင်လိုသဘောထားလာတယ်တလကြာပြီးတဲ့နောက်ကျွန်တော်အစီအစဉ်ရဲ့နောက်တစ်ဆင့်ကိုစတင်လိုက်တယ်နောက်ထပ်ဘာဖြစ်လာမလဲဆိုတာကျွန်တယောက်တည်းပဲသိတယ်အမေတော်မသိဘူးနေ့ဘက်မှာတော့ပုံမှန်အတိုင်းဟန်ဆောင်နေတယ်အကိုင်းခက်တွေဖြတ်တယ်ရေလောင်းတယ်မျောစာထည့်တယ်ညဘက်ရောက်တဲ့အခါတော့ခြံရဲ့အတွင်းနဲ့ထဲကိုတိတ်တိတ်လေးဝင်သွားပြီးဘယ်သူမှမမျှော်လင့်နိုင်တဲ့အရာတစ်ခုကိုစတင်လုပ်တယ်ကျွန်တော်အထူးအမုံအရောအနှောတစ်မျိုးကိုရောဆက်နေတယ်မတ်စုစာအုပ်ထဲမှာပြားတွေဟာလူတွေနဲ့ရှင်ရင်ဓာတုပစ္စည်းအချို့ကိုထောင်ပေါင်းများစွာပုံမအာယုံခံနိုင်တယ်လို့ရေးထားတယ်လေထဲမှာရှိတဲ့တိကျမော်လီကျူးတွေကိုလူတွေမတွေ့နိုင်တော့အောင်အလွန်နှဲပါတဲ့ပမာဏနဲ့တောင်အနံ့ခံနိုင်တယ်ပြားတွေကိုအချိန်ကြာဓာတုအမှတ်သားတစ်မျိုးထည့်ထားတဲ့ဝတ်မုံကိုကျွေးထားမယ်ဆိုရင်အဲ့ဒီအနံ့ကိုသူတို့ရဲ့မှတ်ဉာဏ်ထဲမှာအမြဲတမ်းမှတ်သားထားကြလိမ့်မယ်သူတို့ဘလောက်ဝေးဝေးပြန်တန်းသွားပါစေအဲ့ဒီအနံ့ကိုဖမ်းမိတာနဲ့အဲ့ဒီနေရာစီကိုပြားအုပ်လိုက်ဝင်ရောက်သွားကြလိမ့်မယ်ဖော်မြူလာအတိုင်းကျွန်တော်ပြည့်စုံတဲ့အမှတ်သားတစ်ခုကိုရှာတွေ့ခဲ့တယ်အဲ့ဒါကဇင်းဆက်ဖိတ်ပဲစက်မှုလုပ်ငန်းထွက်အမိုက်တွေထဲမှာအများဆုံးတွေ့ရတဲ့တပ်တုအလေးချိန်မြင့်ဓာတုပစ္စည်းတစ်မျိုးကြောက်စိမ့်ပင်လယ်အော်ပန်းဖြေစခန်းမှာလည်းအဲ့ဒါကိုအမြဲတမ်းအသုံးပြုနေတယ်သူတို့ရဲ့လျှက်စစ်တပ်တုဖုံးအုပ်ထားတဲ့ပိုက်တွေတန်ချင်းမတက်အောင်တုပ်ထားတဲ့မူလီတွေအားလုံးမှာအဲ့ဒီပစ္စည်းပါနေတယ်ကျွန်တော်ဇင်းဆက်ဖိတ်မုတ်ကိုဝတ်မုံထဲမှာအနှဲငယ်စီရောထည့်တယ်အချို့ကတော့တန်းမှာတပုံပဲလူတွေအတွက်တော့လုံးဝအန္တရာယ်မရှိတဲ့ပမာဏဖြစ်ပေမဲ့ကြောက်ပြားတွေအတွက်တော့အလွန်ပြင်းထန်တဲ့အချက်ပြမှုတစ်ခုဖြစ်တယ်နေ့တိုင်းကျွန်တော်ကြောက်ပြားတွေကိုဒီအထူးပြုလုပ်ထားတဲ့ဝတ်မုံကိုကျွေးတယ်တစ်ချိန်တည်းမှာပဲသူတို့အနီးတစ်ဝိုက်မှာရှာဖွေစားတောက်စရာတွေကိုတဖြည်းဖြည်းလျှော့ချတယ်အဲ့ဒီလိုနဲ့ဇင်းဆက်ဖိတ်အမှတ်သားကိုရှာဖွေရင်းအပြင်ဘက်ကိုပို့ပြီးပြန်တန်းသွားအောင်တွန်းပို့တယ်ဒီလုပ်ငန်းစဉ်ကနှေးတယ်စိတ်ရှည်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်မှာတော့စိတ်ရှည်ဖို့အချိန်များကြီးရှိတယ်3လကြာပြီးတဲ့နောက်ကြောက်စိမ့်ပင်လယ်အော်ရေပူစမ်းအပန်းဖြေစခန်းကကြီးကျယ်ခမ်းနားတဲ့ဖွင့်ပွဲကိုကျင်းပါတယ်ကျွန်တော်တို့ရဲ့မန်နေဂျာကခင်ဗျားကိုအခမ်းအနားကိုတက်ရောက်ဖို့ဖိတ်ကြားချင်ပါတယ်တယောက်ယောက်ကဘယ်လိုသိသွားမှန်းမသိပေမဲ့ကျွန်တော်ခြံမှာအညစ်အကြေးတွေပြစ်ချခံခဲ့ရတဲ့ကိစ္စကိုသူတို့သိသွားကြတယ်ဖွင့်ပွဲနေ့မှာသူတို့ကတယောက်ကိုဖိတ်စာသားပေးခိုင်းတယ်ကျွန်တော်ကိုလှောင်ပြောင်နေကြတာပဲကျွန်တော်သိတယ်
ဒါပေမဲ့ကျွန်တော်သွားခဲ့တယ်လူအုပ်ရဲ့နောက်ဆုံးဘက်မှာရက်ပြီးဝစ်စုံကောင်းကောင်းဝတ်ထားတဲ့ချန်တခင်ကဖဲချိုးဖြတ်နေတဲ့မြင်ကွင်းကိုကြည့်နေတယ်ဒါဟာပြည်နယ်တစ်ခုလုံးမှာအဆင့်အမြင့်ဆုံးရေပူစမ်းအပန်းဖြေစခန်းပဲရင်းနှီးမြှုပ်နှံငွေကယွမ်တန်း900ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကတနိုင်ငံလုံးအတွက်စံနှုန်းအသစ်တစ်ခုသတ်မှတ်ပေးဖို့ပါလက်ခုပ်တန်တွေကမိုးချင်းတန်လို့စူညံနေတယ်ဒေတာခန်အရာရှိတွေနဲ့ကုန်တယ်ကြီးများတင်းရဲ့ခေါင်းဆောင်တွေကဂုဏ်ပြုစကားတွေတစ်ခုပြီးတစ်ခုပြောနေကြတယ်အပန်းဖြေစခန်းတစ်ခုလုံးမှာအခန့်ပွဲစားပွဲဒါဇင်နဲ့ချီပြီးခင်းကျင်းထားတယ်အရေးသွေးမြင့်အရက်တွေပစုံထုတ်တွေပင်လယ်ခီးကြီးတွေဖန်ခွက်ချင်းတိခတ်တန်တွေအချင်းချင်းဂုဏ်ပြုတောက်သုံးနေကြတဲ့အတန်တွေနေရာအနှံ့ကြားနေရတယ်ကျွန်တော်ကတော့ထောက်တနေရာမှာရက်နေတယ်ကျွန်တော်မျက်နှာကတည်ငြိမ်နေပြီးရေပြင်တစ်ခုရက်တက်နေတယ်လို့ပဲဘယ်သူမှကျွန်တော်ကိုသတိမထားမိဘူးကျွန်တော်ဘာကိုကြည့်နေလဲဆိုတာလည်းဘယ်သူမှမသိဘူးကျွန်တော်ကြည့်နေတာကနေရန်တွေကိုပဲအရေးသွေးမြင့်ကြောက်ပြားတွေကိုနေရန်ပေါ်မှာကတ်ထားပြီးအစ်စ်တိုင်းကိုဖောက်ထွင်းမြင်ရတဲ့ရေဆိုးခံကုန်နဲ့အလုံးပိတ်ထားတယ်အဲ့ဒီကော်ထဲမှာစင်းစာဖိတ်အများပြားပါနေတယ်သူတို့ရဲ့ရေကန်ပိုက်စနစ်မှာလည်းစင်းစာဖိတ်ပါတဲ့တန်ချီတာဆေးနဲ့တုပ်ထားတဲ့တိုးရည်စိမ်ပိုက်တွေကိုအသုံးပြုထားတယ်ဒီအပန်းဖြေစခန်းရဲ့အသေးစိတ်အရာတိုင်းကကြောက်ပြားတွေသာတိတိကျကျအာယုံခံနိုင်တဲ့အဲ့ဒီဓာတုအချက်ပြမှုကိုထုတ်လွှင့်နေတယ်ကျွန်တော်ပါဇက်ထောင်းကအနှဲငယ်မြင့်တက်သွားတယ်အဲ့ဒါကိုဘယ်သူမှမမြင်လိုက်ဘူးအိမ်ပြန်ရောက်တဲ့အခါအထူးပြုလုပ်ထားတဲ့ဝတ်မုံတွေကအာယုံဆူဆိုင်မှုကိုနှစ်ဆတိုးလိုက်တယ်ပြားတွေကအဲ့ဒီဝတ်မုံကိုအလွန်မင်းစားသုံးနေကြတယ်သူတို့ရဲ့မျက်လုံးပေါင်းများစွာပါတဲ့မျက်လုံးတွေထဲမှာကျွန်တော်မျက်နှာရိပ်ပြန်ထင်ဟပ်နေတယ် ACB အေးဆက်နေတဲ့မျက်နှာတစ်ခုကြောက်စိမ့်ပင်လယ်အော်ပန်းဖြေစခန်းကစီးပွားရေးအလွန်ကောင်းနေတယ်ပထမလမှာအခန်းတိုင်းအပြည့်အဝကြိုတင်ပူတင်ပြည့်နေတယ်ရေပူစမ်းရေကန်တွေကလူတွေအပြည့်နဲ့ကြက်ညက်နေတယ်ချန်တခင်ကပြည်နယ်မြို့တော်မှာရုံးခွဲနှစ်ခုထပ်ဖွင့်တယ်မန်နေဂျာကြောက်ကလည်းယာဒူတိုဘီစီမံကိန်းတစ်ခုလုံးရဲ့ဒုတိယညွှန်ကြားရေးမှူးဖြစ်လာတယ်သူတို့အားလုံးကကောင်းမွန်တဲ့အချိန်တွေကအခုမှစတင်တော့မယ်လို့ထင်နေကြတယ်တစ်ဖက်မှာတော့ကျွန်တော် channel ကတေဆုံးနေတဲ့လိုင်ကြီးပင်တွေဟာအမြင့်တွေထိတဖြည်းဖြည်းပုတ်ဆွေးနေကြတယ်ဇူလိုင်လရဲ့ပထမဆုံးသတင်းပတ်ကုန်မှာကြောက်စိမ့်ပင်လယ်အော်အပန်းဖြေစခန်းကအမြင့်ဆုံးရာသီကိုရောက်သွားတယ်ကားပါကင်ထဲမှာစိန်ခံကားတွေနဲ့ပြည့်နေနေတယ်ရေပူစမ်းရေကန်တွေမှာလည်းဧည့်သည်တွေအပြည့်နဲ့မွန်းလွဲ3 နာရီလောက်မှာတယောက်ကရုတ်တရက်អော်လိုက်တယ်ပြားရီအဲ့ဒီနောက်နေရာအနှံ့အော်ဟစ်တန်တွေစက်တိုက်ထွက်ပေါ်လာတယ်ဘဲကနေပေါ်လာမှန်းမသိပဲအနက်ရောင်ပြားပေါင်းတောင်းနဲ့ချီပြီးအပန်းဖြေစခန်းထဲကိုတရှိန်ထိုးဝင်လာတယ်သူတို့ကအပန်းဖြေစခန်းအပေါ်မှာရွှေလျားနေတဲ့အနက်ရောင်မုန်တိုင်းကြီးတစ်ခုလိုဝဲပြန်နေကြတယ်ပြားတွေကဘသူ့ကိုမှမတုတ်ဘူးဒါပေမဲ့သူတို့ရဲ့အပြုအမူကထူးဆန်းလွန်းတယ်တန်းခင်းတွေကိုလုံးဝမအာရုံစိုက်ဘူးအစားအစာတွေကိုလည်းလုံးဝမအာရုံစိုက်ဘူးအဲ့ဒီအစားပြားတစ်ကောင်ချင်းစီကအပြင်းနဲ့ရန်တွေပိုက်ဆက်နေရတွေရေကန်မျက်နှာပြင်တွေကိုပဲဥတီနေတယ်ရေဆိုးခံကောဒါမှမဟုတ်တန်ချီတာဆေးပါဝင်တဲ့မျက်နှာပြင်တိုင်းကိုပြားတွေကတလွာပြီးတလွာဖုံးလွှမ်းသွားတယ်ဧည့်သည်တွေကထိတ်လန့်ပြီးအရက်ရက်ကိုပြေးကြတယ်တချို့ကရဲကိုဖုံးဆက်တယ်တချို့ကမိသက်ဌာနကိုဖုံးဆက်တယ်တချို့ကတော့ကားပေါ်တက်ပြီးတန်းထွက်ပြေးကြတယ်လုံခြုံရေးဝန်ထမ်းတွေကပြားအုပ်ကြီးကိုမိသက်ဆေးဘူးတွေနဲ့ဖြန်းကြတယ်ဒါပေမဲ့ပြားတွေကလုံးဝမရွေ့ဘူးသူတို့ကဓာတုအမှတ်သားရှိတဲ့နေရာတွေမှာတွေ့ကပ်နေပြီးဘလို့နီးနဲ့မှမောင်းထုတ်လို့မရဘူးမန်နေဂျာကြောက်ကအပြင်မှာညစာစားနေတုန်းဖုံးဝင်လာတယ်သူအမြန်ပြန်လာပြီးသူ့မျက်နှာပေါ်ကအယောင်တွေပျောက်ကွယ်သွားတယ်သူကပိုးသက်ဆေးဘူးဒါဇင်နဲ့ချီကိုယူပြီးပြားအုပ်ထဲကိုတိုက်ရိုက်ခန်းခိုင်းတယ်ကြောက်ပြားတွေကတမန်ပြားတွေထပ်ပိုးသက်ဆေးကိုပို့ပြီးခံနိုင်ရရှိတယ်အဲ့ဒီဆေးကသူတို့အပေါ်မှာအနှဲငယ်ပဲတက်ရောက်တယ်ညရောက်တဲ့အခါမှာပြားအုပ်ကြီးကနောက်ဆုံးတစ်ဖြည်းဖြည်းလျော့နေလာတယ်အပန်းဖြေစခန်းတစ်ခုလုံးကတော့ပယမ်းပါတာဖြစ်နေတယ်မန်နေဂျာကြောက်ကဒါကိုမမျှော်လင့်ထားတဲ့မတော်တဆဖြစ်ရတစ်ခုလို့ထင်လိုက်တယ်နောက်တစ်နေ့မှာအပြင်နေရန်တွေကိုတန့်ရှင်းရေးလုပ်ပြီးရေဆိုးခန်းကောအစ်စ်နဲ့ပြန်ပြီးအလုံးပိတ်ခိုင်းတယ်3 ရက်မြောက်နေ့မှာပြားတွေပြန်လာတယ်ဒီတစ်ချိန်မှာတော့အရေးအတွက်က2 ဆတောင်ပိုများတယ်အပြင်နေရန်ပေါ်ကအမှတ်သားနေရာတွေဒီမကတော့ပဲပြားတွေကအဆောက်အုံတွင်းထဲကိုပါဝင်လာတယ်တို့ရေစိမ်းမီးဖိုချောင်ပိုက်တွေရဲ့အဆက်နေရာတွေတန်ချီတာဆေးတုပ်ထားတဲ့ရေချိုးခန်းရေမြောင်းတွေမှာအနက်ရောင်ပြားအုပ်တွေအစုလိုက်အပြုံလိုက်ပေါ်လာတယ်ဧည့်သည်တွေကလုံးဝတီးမခံနိုင်တော့ဘူးဘသူကမှပြားတွေနဲ့ပြည့်နေတဲ့အပန်းဖြေစခန်းမှာအားလည်းရလာမဖြုံးကျင်ကြဘူးလူမှုကွန်ရက်တွေပေါ်မှာဗီဒီယိုတွေစတင်ပြန့်နှံ့လာတယ်ဗီဒီယိုတိုင်းရဲ့ခေါင်းစဉ်ကကြောက်စိမ့်ပင်လယ်အော်အပန်းဖြေစခန်းပြားတွေရဲ့တိုက်ခိုက်မှုခံနေရဆိုပြီးရေးထားတယ်လူတွေကလည်းမှတ်ချက်တွေရေးကြတယ်ဒီနေရာမှာတခုခုတော့မမှန်ဘူးဆိုတာသိတာတယ်ပြားတွေတောင်ဒီနေရာကိုတီးမခံနိုင်ဘူးတပတ်အတွင်းမှာပဲအပန်းဖြေစခန်းရဲ့အခန်းပြေနှုန်းက10%အောက်ကျဆင်းသွားတယ်ကုမ္ပဏီကြီးတွေရဲ့ကြိုတင်ပို့ကင်အများပြားလဲလုံးဝဖျက်သိမ်းခံလိုက်ရတယ်ဆုံးရှုံးမှုကယွမ်တန်း900ကျော်ထိရောက်သွားတယ်မန်နေဂျာကြောက်ကမီးပူပေါ်ထိုင်ထားတဲ့ကြောင်လို့အငြိမ်မနေနိုင်ဖြစ်နေတယ်သူကပြည်နယ်အဆင့်ပိုးမွားထိန်းချုပ်ရေးကျွမ်းကျင်သူတယောက်ကိုခေါ်ပြီးအခြေအနေကိုစစ်ဆေးခိုင်းတယ်ကျွမ်းကျင်သူကအဆောက်အုံတစ်ခုလုံးကိုစက်ကရိယာတွေနဲ့စကင်ဖက်စစ်ဆေးတယ်ပြီးတော့နေရန်အစ်စ်တွေမှာကတ်နေတဲ့အနက်ရောင်ပြားတွေကိုလက်ညှိုးထိုးပြတယ်ဒါတွေကတောရိုင်းကြောက်ပြားတွေပါအလွန်ရှားပါတဲ့မျိုးစိတ်ဖြစ်တယ်ပုံမှန်ဆိုလူတွေနေထိုင်တဲ့အဆောက်အုံတွေစီကိုဒီပြားတွေမလာတင်ဘူးသူတို့ရဲ့အပြုအမူကဓာတုအချက်ပြမှုတစ်မျိုးမျိုးကြောင့်ဆွဲဆောင်ခံနေရတယ်လို့ပြနေတယ်တခုခုကသူတို့ကိုဒီနေရာစီဆွဲခေါ်နေတယ်ဘလို့အချက်ပြမှုလဲဆိုတာသိဖို့တက်ခွဲကမ်းမှာစမ်းသပ်စစ်ဆေးရမယ်သူကပြားတွေရဲ့နမူနာတွေကိုစုဆောင်းပြီးစစ်ဆေးဖို့ယူသွားတယ်မန်နေဂျာကြောက်ကတန်တရားရှိနေသေးပေမဲ့အဲ့ဒီအတိုင်းလုပ်ခွင့်ပြုလိုက်တယ်ပြားနမူနာတွေကိုပို့ဖို့စီစဉ်ပြီးမကြခင်မှာပဲကျွမ်းကျင်သူကအဆောက်အုံတွေကထွက်သွားတယ်ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုချက်ချင်းပေါ်လာတယ်ရေပူစမ်းရေကန်တစ်ခုရဲ့ပိုက်ပေါက်သွားတယ်အလုပ်သမားတွေကမြေကြီးကိုတူးဖော်ပြီးတဲ့အခါတွေးလိုက်ရတဲ့အရာကြောင့်နောက်ဆုတ်ပြီးအံ့အားသင့်တကြီးအသက်ရှူတန်တွေထွက်လာကြတယ်ပိုက်တွေတစ်ခုလုံးကိုပြားအုံတွေနဲ့ထူထူထပ်ထပ်ပက်ရစ်ထားတယ်ပိုက်ဆက်နေရနဲ့အဆုတ်ရှင်တိုင်းမှာအမဲရောင်အကျိတ်ကြီးတွေရစ်ပတ်နေတယ်လို့ပြားအုံတွေကတနေရာပြီးတနေရာပြည့်နှက်နေတယ်ပြားတွေကအဆောက်အုံတွင်းမှာတော့သူတို့ရဲ့ပြားအုံတွေကိုတိစောက်ထားကြပြီဒါကအစပဲရှိသေးတယ်နောက်ထပ်2 လအတွင်းအပန်းဖြေစခန်းရဲ့မြေအောက်ပိုက်တိုင်းဟာပြားအုံတွေနဲ့ပိတ်ဆို့လာတယ်လေးပေးဆက်ကထွက်တဲ့ရေဆက်ကျဆင်းပိုက်တွေရေပူလေပတ်ပိုက်တွေမေလာပိုက်တွေတခုမှမလွတ်ဘူးအဆိုးဆုံးနေရာတွေမှာတော့ပြားအုံတွေကပိုက်နိုင်ရန်တွေကိုတောင်ဖိအားပေးပြီးပောက်ကွဲကပိုက်တွေကိုကွဲထွက်စေတယ်ပြုပြင်ရေးအဖွဲ့တွေကမြေကြီးကိုတူးဖော်တိုင်းစကားတော်မပြောနိုင်လောက်အောင်ဖြစ်နေကြတယ်နောက်ဆုံးမှာဒီသတင်းကချန်တခင်စီကိုရောက်သွားတယ်ဒီစီမံကိန်းကသူ့ဘဝတစ်လျှောက်အထုတ်ခဲ့တဲ့အလုပ်ကြီးပဲရင်းနှီးမြှုပ်နှံထားတာယွမ်တန်း900ဖွင့်လှစ်ပြီး6 လမပြည့်သေးခင်မှာပဲအဲ့ဒီနေရာဟာတခရိုင်လုံးရဲ့ရေစရာဖြစ်နေခဲ့ပြီးချန်ဆရာကြီးကိုယ်တိုင်ပြည်နယ်မြို့တော်ကနေကားမောင်းဆင်းလာတယ်သူနဲ့အတူကျွမ်းကျင်ပညာရှင်တွေနဲ့နည်းပညာအကြံပေးအဖွဲ့တစ်ဖွဲ့ကိုလည်းခေါ်လာတယ်သူတို့ဟာပြားအုံတွေနဲ့ဖုံးလွှမ်းနေတဲ့နေရန်တွေအောက်မှာရက်နေကြတယ်ချန်ဆရာကြီးရဲ့မျက်နှာဟာတန်မီကိုရောင်လိုမဲမောင်နေတယ်ဘာတွေဖြစ်နေတာလဲလို့သူကဆောင်းမန်နေဂျာဘက်လှည့်ပြီးမေးလိုက်တယ်
ဘာတွေဖြစ်နေတာလဲဆရာကြီးကျွန်တော်ကျွမ်းကျင်သူတွေကဒါဟာပုံမှန်မဟုတ်တဲ့တောရိုင်းပြားတွေရွှေ့ပြောင်းလာတာဖြစ်နိုင်တယ်လို့ပြောပါတယ်ဆောက်လုပ်ရေးပစ္စည်းတွေနဲ့လည်းပြဿနာရှိနိုင်တယ်လို့ဆိုပါတယ်ချန်ဆရာကြီးကစပွဲပေါ်ကိုလက်ဖွားနဲ့အပြင်းပြင်းရိုက်ချလိုက်တယ်ဘလို့လို့ရငါကယူမဆိုင်ဘူးတလအတွင်းဒီကိစ္စကိုဖြေရှင်းနိုင်ရင်မင်းလုပ်ပြုတ်ပြီးဆောင်းမန်နေဂျာကနဖူးပေါ်ကအေးဆက်နေတဲ့ချွေးတွေကိုတုပ်လိုက်ပြီးအသေးအတန်လိုက်မင်းမြန်တော့တယ်ကြောက်ပြားတွေကိုကင်တွင်နိုင်တဲ့ပြားမွေးမြူရေးဆရာကြီးမျိုးရှိလားတောရိုင်းကြောက်ပြားတွေကမီးကိုကြောက်တယ်မီးကိုနဲ့နှင်းထုတ်လိုက်ဆောင်းမန်နေဂျာကတစ်ချက်မှမတွန့်ဆုတ်ပဲလူတွေကိုမီးလောင်ဆက်တွေနဲ့ပြားအုံတွေစီချိန်ရွယ်ပြီးဝင်ခိုင်းလိုက်တယ်ပြားတွေကမောင်းထုတ်လို့မရခဲ့ဘူးအဲ့ဒီအစားအပြင်ဘက်နံရံရဲ့ရေဆိုးခန့်အလွှာတွေမီးလောင်ကျွမ်းသွားပြီးအခန်းတော်တော်များများရေဝင်ရှမ်းကုန်တယ်နောက်တစ်ယောက်ကတော့အာနီတင်ပြင်းတဲ့ပိုးသက်ဆေးနဲ့အငွေ့ဖြန်းတက်ဖို့အကြံပေးတယ်ဆောင်းမန်နေဂျာကကျွမ်းကျင်ပိုးသက်ရေးကုမ္ပဏီတစ်ခုကိုအမေရိကန်ဒေါ်လာ2000နဲ့ညီမျှတဲ့ငွေသုံးစွဲလိုက်တယ်သူတို့ကအဆောက်အုံတစ်ခုလုံးကိုအလုံးပိတ်တဲကြီးတစ်ခုနဲ့ဖုံးအုပ်ပြီးအစိမ့်ငွေတွေကို3ရက်တိတိအတွင်းနဲ့ထိုးသွင်းထားတယ်ကုမ္ပဏီကရင်းတကောင်တောင်အသက်ရှင်ကြမှာမဟုတ်ဘူးလို့အာမခံခဲ့တယ်တဲကိုပြန်ဖြုတ်လိုက်တယ်နောက်တစ်နေ့မှာပြားတွေပြန်ရောက်လာတယ်ဒီတစ်ခါတော့အရင်ထက်တောင်အရေးအတွက်ပိုများလာတယ်တောင်ပေါ်ကကြောက်ပြားတွေအားလုံးဒီနေရာကိုစုဝေးလာဖို့အချက်ပြမှုတစ်ခုရရှိထားတယ်လို့ပဲဆောင်းမန်နေဂျာကလုံးဝထိတ်လန့်သွားတယ်သူ့ကိုယ်သူဘလို့အင်အားကြီးအရာမျိုးနဲ့ပြဿနာရှာမိတယ်လဲဆိုတာလုံးဝနားမလည်နိုင်တော့ဘူးတထေးဒီကိစ္စကချိန်စာမိထားတယ်လို့ပဲဘာကြောင့်ဒီပြားတွေကကျွန်တော်တို့ကိုပဲတီးတန့်ပြစ်မှတ်ထားနေတာလဲအိမ်ဘေးကလိုင်းကြီးဆိုင်တဲ့လူကိုကြားဘူးတယ်သူ့မိသားစုကပြားမွေးတယ်တဲ့သူ့အဖိုးကလည်းဒီပတ်ဝန်းကျင်မိုင်ပေါင်းများစွာအတွင်းမှာအကြော်ကြားဆုံးပြားမွေးမြူရေးဆရာကြီးဆိုပဲနောက်တစ်နေ့မှာဆောင်းမန်နေဂျာကအလုပ်သမားတချို့နဲ့အတူကျွန်တော်ခြံဆက်ကိုရောက်လာပြီးခြံစည်းရိုးကြားကနေအတွင်းကိုလှမ်းကြည့်နေကြတယ်အဲ့ဒီအချိန်မှာကျွန်တော်ကကိုင်းတွေကိုဖျက်တောက်နေတယ်သူတို့အတန်ကြားတော့ခေါင်းမော့ကြည့်လိုက်တယ်သူ့အကြည့်နဲ့ကျွန်တော်အကြည့်ဆုံသွားတယ်ကျွန်တော်ကအေးဆေးဆေးပဲရှိနေတယ်ဟေးကောင်လေးမင်းမတွေလုံနေတာလဲတိတ်တော့မရှိပါဘူးခြံကိုပဲစောင့်ရှောက်နေတာပါသူ့မျက်လုံးတွေကခြံရဲ့ထောင်တိုင်းကိုလှည့်ပတ်ကြည့်နေတယ်အင်းဒီမှာပြားမွေးထားတယ်ပေါ့ပုံမှန်ပြားရည်ပြားအနှဲငယ်ပဲရှိပါတယ်ထူးထူးခြားခြားဘာမှမရှိပါဘူးဆောင်းမန်နေဂျာကကျွန်တော်ကိုအချိန်တော်ကြာစူးစိုက်ကြည့်နေတယ်သူတို့မြင်ရတာကခြံထဲမှာရိုးရိုးပြားအောင်တစ်တာအနှဲငယ်ပဲရှိတာကြောက်ပြားတွေကတော့အနောက်ဘက်တောင်ကုန်းတွေရဲ့အတွင်းပိုင်းမှာရှိတဲ့ကူတကူထဲမှာပုံနေကြတယ်သူတို့ကခြံသားကိုတော့မလာကြဘူးသူဘာမှရှာမတွေ့ခဲ့ဘူးပြန်ထွက်သွားခါနီးမှာတော့နောက်ဆုံးစကားတခွန်းလှမ်းပြောသွားတယ်ကောင်းလေးမင်းစီမှာတခုခုတွေ့မလာဘူးပဲဆူတောင်းထားမဟုတ်ရင်မင်းအောင်တက်ရလိမ့်မယ်နောက်ဆုံးတော့တက်ခွဲကန်းစစ်ဆေးချက်တွေထွက်လာတယ်ကျွမ်းကျင်သူတွေကပြားနမူနာတွေနဲ့ပြားရည်အုံတွေထဲမှာစင်ဆာဖိတ်အကျွင်းကြံအလုံးမြင့်မာတဲ့ပမာဏကိုတွေ့ရှိခဲ့တယ်အဲ့ဒီစင်ဆာဖိတ်ဟာကြောက်စိမ့်ပင်လယ်အော်အပန်းဖြေစခန်းတစ်ခုလုံးမှာအသုံးပြုထားတဲ့ဆောက်လုပ်ရေးပစ္စည်းတွေထဲမှာတွေ့ရတဲ့စင်ဆာဖိတ်နဲ့တူညီတယ်ကျွမ်းကျင်သူတွေရဲ့ကောက်ချက်ကတော့ကြောက်ပြားတွေဟာစင်ဆာဖိတ်ကိုပုံမှန်ထက်အလွန်အမင်းဆွဲဆောင်ခံနေရပြီးအပန်းဖြေစခန်းတစ်ခုလုံးကိုဓာတုပန်းကြီးတစ်ပွင့်လိုသဘောထားနေကြတာပဲဖြစ်တယ်ဆောင်းမန်နေဂျာကအဲ့ဒီအစီရင်ခံစာကိုလက်ခံရရှိတဲ့အခါတစ်ခုခုပုတ်တိုးနေတာကိုမျိုးချလိုက်ရတယ်လို့မျက်နှာပြတ်သွားတယ်ကုန်ကျစရိတ်လျှော့ချဖို့အတွက်သူဟာရနိုင်သမျှတွေကဈေးအပေါ်ဆုံးရေဆိုးခံပစ္စည်းတွေကိုသုံးခဲ့တာကိုသတိရသွားတယ်အဲ့ဒီပစ္စည်းအတုပ်ထဲမှာစင်ဆာဖိတ်ပမာဏဟာအမျိုးသားစံနှုန်းထက်အလွန်အမင်းကျော်လွန်နေခဲ့တယ်ချန်ဆရာကြီးကဘတ်ဂျက်ကိုထိန်းဖို့ပြောထားခဲ့တာသူကလည်းတိတ်အရေးမကြီးဘူးလို့တွက်ထားခဲ့တယ်ရနိုင်တဲ့နေရာမှာခြွေတာလိုက်ရုံပဲလို့ထင်ခဲ့တာဒါပေမဲ့အခုတော့အဲ့ဒီဈေးပေါ်တဲ့ပစ္စည်းတွေကပဲပြားအုပ်ကြီးကိုဒီနေရာစီဆွဲခေါ်လာတဲ့ဓာတုအချက်ပြမှုကိုထုတ်လုပ်ပေးခဲ့တာဖြစ်နေတယ်ဒီအကြောင်းအရာကပေါက်ကြားသွားတယ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအရေးသွေးစစ်ဆေးရေးဌာနနဲ့ဆောက်လုပ်ရေးဌာနတို့တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြတယ်ရေဆိုးခံပစ္စည်းတွေမီးဘေးလုံခြုံရေးငလင်တန်ခန္ဓာရည်စတာတွေမှာစံနှုန်းမမီတဲ့ပစ္စည်းအများပြားကိုတွေ့ရှိခဲ့ကြတယ်အပန်းဖြေစခန်းကိုပြုပြင်မှုမှန်ဖို့အတွက်ယာယီပိတ်သိမ်းဖို့အမိန့်ချလိုက်တယ်ချန်ဆရာကြီးကပြည်내အတွင်းသူအသုံးချနိုင်သမျှအဆက်အသွယ်အားလုံးကိုအသုံးချခဲ့ပေမဲ့အရှုပ်တော်ပုံကအလွန်ကြီးမားသွားခဲ့ပြီးဘယ်သူမှသူ့အတွက်ဝင်ရောက်ကူညီဖို့မရဲတော့ဘူးနောက်ဆုံးမှာသူဟာပြစ်ဒဏ်တွေကိုလက်ခံဖို့မှလွဲပြီးရွေးချယ်စရာမရှိတော့ဘူးဒဏ်ငွေအမေရိကန်ဒေါ်လာ9တန်းကျော်ပြင်ပြုပြင်စရိတ်အဖြစ်နောက်ထပ်အမေရိကန်ဒေါ်လာ30တန်းပေးဆောင်ရတယ်ဒါပေမဲ့ကြောက်ပြားတွေကဒီလိုဆွဲလန်းနေခြင်းဟာမတော်တဆဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာကိုသူတစ်ချိန်တောင်မသိခဲ့ဘူးဒါဟာအဖိုးရဲ့အဝါရောင်တန်းနေတဲ့မှတ်စုစာအုပ်ထဲကစာမျက်နှာတွေကနေစတင်ပြီးအစဉ်စဉ်စီစဉ်ထားခဲ့တာပဲ3လကြာအတင်းကျပ်ပိတ်ထားရတဲ့ကာလဟာကျွန်တော်ဘဝမှာအတိတ်ဆိတ်ဆုံးချိန်တွေဖြစ်ခဲ့တယ်မနက်တိုင်းပုံမှန်အတိုင်းခြံနေသွားတယ်ရေလောင်းတယ်မျောစာကျွေးတယ်အသက်ရှင်ကျန်နေတဲ့တစ်ပင်တွေကိုပြုစုတယ်အစိတ်တောက်တွေကြောင့်ညဉ့်ညမ်းပြီးတိတ်ဆုံးသွားတဲ့တစ်ပင်တွေကိုတော့မခုတ်ပစ်ပဲဒီတိုင်းထားခဲ့တယ်သူတို့ဟာအနက်ရောင်တင်ချိုင်းကြောက်တိုင်တွေလိုမတ်တက်ရက်နေကြတယ်လက်သီးတွေကအလုံးလောက်မခိုင်မာတဲ့အခါညံကိုအသုံးချရတယ်ဆိုတာသတိပေးနေတယ်လို့ပဲနေ့လယ်ပိုင်းတွေမှာတော့တောင်ပေါ်ကဂူထဲမှာရှိတဲ့ကြောက်ပြားတွေကိုတွားကြည့်တယ်သူတို့ကပြားအုံတစ်တာ40ကျော်အထိတိုးပွားလာကြပြီကျွန်တော်မျှော်လင့်ထားတာထက်ပိုမြန်တယ်အဖိုးရဲ့မှတ်စုစာအုပ်ထဲမှာပန်းဝတ်ရည်နဲ့ဝတ်မုံတွေလုံလောက်နေတဲ့ကြောက်ပြားတွေဟာပုံမှန်ပြားတွေထက်3ဆပိုမြန်မျိုးပွားနိုင်တယ်လို့ရေးထားတယ်ကျွန်တော်ကဖော်မြူလာအတိုင်းအထူးပြုဝတ်မုံအရောနှောကိုစက်တိုက်ဖြောဆက်တယ်မျိုးဆက်တစ်ဆက်ချင်းစီဟာစင်ဆာဖိတ်ရဲ့အချက်ပြမှုကိုဆက်ပြီးတုံ့ပြန်နေအောင်တေချာလုပ်ထားတယ်ညနေခင်းတွေမှာတော့အမေအတွက်ထမင်းဟင်းချက်ပေးတယ်အခုတလောအမေနည်းနည်းပိုကောင်းလာပြီတခါတလေအိမ်ဝင်းထဲမှာထိုင်နိုင်လာတယ်ဒါပေမဲ့တေဆုံးသွားတဲ့လိုင်းချီပင်တွေကိုကြည့်မိတိုင်းတပြင်းချနေစေပဲရေးအဲ့ဒီပြားတွေကတကယ်ပဲလူဆိုးတွေကိုမောင်းထုတ်ပေးနိုင်မှာလားအမေကျွန်တော်ကိုယုံပါပြားတွေကတေးသေးလေးတွေဖြစ်ပေမဲ့သူတို့ရဲ့အုံကိုကျူးကျော်လာတဲ့သူဘယ်သူမှလွတ်မပေးတတ်ဘူး3လအကြာမှာကြောက်စိမ့်ပင်လေအော်အပန်းဖြေစခန်းပြန်ဖွင့်လာတယ်ဒီတစ်ချိန်မှာတော့ရေဆိုးခံပစ္စည်းတွေနဲ့ပိုက်ပေါ်ရန်လွှာတွေကိုလက်မှတ်ရစံချိန်မီပစ္စည်းတွေနဲ့အကုန်လုံးပြန်လဲလိုက်ကြတယ်အပြည့်အစုံပြန်လဲပြုပြင်မှုမှန်ဖို့အတွက်ငွေမြောက်များသုံးစွဲခဲ့ကြတယ်ဆောင်းမန်နေဂျာကသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်တယ်ကျွန်တော်တို့ရဲ့အပန်းဖြေစခန်းဟာအရေးသွေးစစ်ဆေးမှုအားလုံးကိုအောင်မြင်ပြီးပါပြီပြန်လဲကြိုးဆိုပါတယ်အဲ့ဒီညမှာပဲကျွန်တော်ကူထဲကိုပြန်သွားပြီးအထူးပြုဝတ်မုံအရောနှောရဲ့အာနီတင်ကိုတတန်းမှာ9ပိုင်းထိညှစ်လိုက်တယ်ပြားအုပ်ကြီးဟာစစ်ချီဖို့အသင့်ပြင်နေတဲ့စစ်တပ်ကြီးတက်လို့ပြားအုံတွေထဲမှာမငြိမ်မသက်နဲ့တဝီဝီမြည်နေတယ်ကျွန်တော်ကပြားအုံဖုံးတစ်ခုချင်းစီကိုညင်ညင်တတပုတ်လိုက်တယ်တွားကြတော့ငါစစ်တီတွေနောက်တနေ့မနက်10နာရီမှာကြောက်စိမ့်ပင်လေအော်အပန်းဖြေစခန်းဟာပြန်လဲဖွင့်လှစ်ပြီးနောက်ပထမဆုံးဧည့်သည်ကိုကြိုဆိုလိုက်တယ်ဂျိုဆရာကြီးကဝင်ပေါက်မှာကိုယ်တိုင်ရက်ပြီးဂုံယူစွာပြုံးနေတယ်သူကအိမ်မက်ဆိုကြီးပြီးဆုံးသွားပြီလို့ထင်နေတယ်ဒါပေမဲ့တကယ်တော့အဲ့ဒါကအစပဲရှိသေးတယ်ဆိုတာကိုသူလုံးဝမသိခဲ့ဘူးမနက်7:03မိနစ်တိမှာပထမဆုံးကြောက်ပြားတစ်ကောင်ကအပန်းဖြေစခန်းရဲ့အဓိကဝင်ပေါက်မှာရှိတဲ့တမဏိလန်တိုင်ပေါ်ဆင်းတက်လာတယ်ပြီးတော့ဒုတိယကောင်တတိယကောင်ရာနဲ့ချီတဲ့ကောင်တွေ3000 1000အနက်ရောင်ရေကြီးလိုက်တစ်ခုလိုပြားအုပ်ကြီးဟာအရက်ရက်ကနေစီးဝင်လာတယ်
ဒီတစ်ချိန်မှာတော့ရေဆိုးခန့်အလွှာတွေကိုပဲပြစ်မှတ်ထားတာမဟုတ်တော့ဘူးအဆောက်အုံတစ်ခုလုံးရဲ့နေရာတိုင်းကိုဖုံးလွှမ်းသွားတယ်သတင်းပေါက်တွေလက်ရန်တွေလေးပေးဆက်တွေစိုင်းမုတ်တွေမိအလင်းပုံးတွေကားပါကင်တွေကကားတွေတောင်မလုပ်ဘူးအဝေးကနေကြည့်ရင်အပန်းဖြေစခန်းတစ်ခုလုံးဟာအနက်ရောင်ကတရခင်းထားတယ်လို့ဖြစ်နေတယ်ဧည့်သည်တွေကအော်ဟစ်ပြီးထွက်ပြေးကြတယ်တယောက်ကမျက်နှာမှာအပြားကိုက်ခံလိုက်ရတယ်တယောက်ရဲ့လက်မောင်းမှာအဖုပိတ်တွေနဲ့ရောင်ရမ်းလာတယ်လုံခြုံရေးအဆောင်တွေကမိသက်ဆေးဘူးတွေနဲ့အရန်အလင်းအမြန်ဖြန်းနေကြတယ်ပြားတွေကတော့ဂယုမဆိုင်ဘူးစင်းဆက်ဖိတ်အကျွင်းကြံပါဝင်နေတဲ့မျက်နှာပြင်တိုင်းကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားပြီးလွှတ်မပေးကြဘူးဂျွန်ဆရာကြီးကမှန်နဲ့ကာထားတဲ့ဧည့်ခန်းဝင်ပေါက်တကားတွေရဲ့အနောက်မှာရက်ပြီးအပြင်ကအနက်ရောင်မုန်တိုင်းကြီးကိုကြည့်နေတယ်သူ့ခြေထောက်တွေတုံရင်နေတယ်သူကဆောင်းမန်နေဂျာဘက်လှည့်လိုက်ပြီးတွားကြကနေအတန်မထွက်ထွက်နဲ့မေးလိုက်တယ်ပစ္စည်းတွေအားလုံးလဲပြီးပြီလို့မင်းပြောခဲ့တယ်မဟုတ်လားဆောင်းမန်နေဂျာရဲ့မျက်နှာဟာစက်ကူဖြူလို့ဖြူဖြော့သွားတယ်ဆရာကြီးကျွန်တော်တကယ်ပဲအားလုံးကိုလဲခဲ့ပါတယ်ဒါပေမဲ့ပိုက်ဟောင်းတွေနဲ့နံရံဟောင်းတွေအတွင်းမှာအကျွင်းကြံတွေရှိနေသေးတယ်အဆောက်အုံတစ်ခုလုံးကိုဖြိုချပြီးအစကနေပြန်ဆောက်လို့တော့မရပါဘူးဂျွန်ဆရာကြီးကမျက်လုံးတွေကိုမှိတ်လိုက်တယ်သူအရာအားလုံးကိုနားလည်သွားပြီအုံမြစ်ကနေခေါင်းမိုးအထိဒီအဆောက်အုံဟာကြောက်ပြားအုပ်ကြီးရဲ့အမြဲတမ်းပြစ်မှတ်ဖြစ်သွားခဲ့ပြီအဆောက်အုံကြီးရှိနေတဲ့ရွေးပြားတွေဘယ်တော့မှထွက်သွားမှာမဟုတ်ဘူးအဲ့ဒီနေမိုးလွဲပိုင်းမှာပဲကြောက်စိမ့်ပင်လေအော်အပန်းဖြေစခန်းကနောက်ထပ်ပိတ်သိမ်းကြောင်းကြေညာလိုက်တယ်ဒီတစ်ချိန်မှာတော့အကန့်အသတ်မရှိပိတ်သိမ်းတာဖြစ်တယ်သတင်းကခရိုင်တစ်ခုလုံးမှာပောက်ကွဲတယ်လို့ပြန့်နှံ့သွားတယ်ချန်ဆရာကြီးကငွေကြေးနဲ့မြုပ်နှံဖုံးကွယ်ထားခဲ့သမျှအရာအားလုံးဟာတစ်ခုပြီးတစ်ခုပေါ်ထွက်လာတယ်တယောက်ကမြေဝယ်ယူဖို့အတွက်သူပေးခဲ့တဲ့လက်ငွေတွေကိုတိုင်ကြားတယ်တယောက်ကအိမ်တွေကိုအကြမ်းဖက်အင်အားသုံးဖြိုချခဲ့တဲ့ဖြစ်ရပ်တွေကိုဖော်ထုတ်တယ်တခြားသူတွေကလည်းသူ့ရဲ့အခြားစီမံကိန်းတွေအားလုံးဟာစံမမီတဲ့ပစ္စည်းတွေနဲ့ဆောက်လုပ်ထားပြီးနေရာတိုင်းမှာလုံခြုံရေးအနေအရရှိနေတယ်လို့ပြောကြတယ်တွေးနှံ့ရတဲ့ငါးမန်းတွေလိုသတင်းထောက်တွေအားလုံးဝိုင်းအောင်လာကြတယ်ဒေတာခန်တွေကအနက်ရောင်ပြဖြစ်ရပ်လို့ခေါ်နေကြတဲ့ဒီဖြစ်ရပ်ဟာအခုထိစင်ကျင်လုံးတရားနဲ့ရှင်းပြလို့မရသေးဘူးဘာကြောင့်ဒီပြားတွေကဒီအဆောက်အုံကိုဒီလောက်တောင်ဆွဲလန်းနေတာလဲဒီအရာတွေရဲ့နောက်ွယ်မှာပိုးနှက်ဆိုင်တဲ့အကြောင်းအရာတစ်ခုရှိနေသလားဒီဇလန်ကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားမှာပါအဲ့ဒီအချိန်မှာကျွန်တော်လိုင်ချီချန်ရဲ့တောင်ကုန်းပေါ်မှာရက်ပြီးအဝေးကပြားတွေနဲ့ဖုံးလွှမ်းနေတဲ့အပန်းဖြေစခန်းကိုကြည့်နေတယ်လေကတေဆုံးနေတဲ့လိုင်ချီကိုင်းတွေကြားဖြတ်တန်းတိုက်ခတ်နေတယ်၆တွေ့ပြီးတိုးတိုးလေးတရှဲရှဲမြည်နေတဲ့အတန်ကသူတို့အားလုံးအကျိုးဆက်တွေအကြောင်းရှေးဟောင်းတခြင်းတစ်ပုဒ်ကိုတိတ်တိတ်လေးညင်းနေကြတယ်လို့ပဲကျွန်တော်လှည့်ပြီးခြံထဲကိုပြန်ဝင်လာတယ်မြေအောက်ခန်းထဲကအဖိုးရဲ့မက်ဆုစာအုပ်ကိုထုတ်ယူပြီးနောက်ဆုံးစာမျက်နှာကိုဖွင့်လိုက်တယ်အဲ့ဒီမှာအဖိုးရဲ့အနီရောင်မင်းနဲ့ရေးထားတဲ့စာတစ်ကြောင်းလည်းရှိတယ်ပြားအုပ်ဟာဘယ်တော့မှအရင်ဆုံးမတိုက်ခိုက်ဘူးသူတို့ရဲ့အုံကိုတယောက်ယောက်ကမနှောက်ယှက်မချင်းပေါ့သူတို့ရဲ့မှတ်ဉာဏ်ဟာမျိုးဆက်တစ်ဆက်ကနေတစ်ဆက်စီဆက်လက်တည်ရှိနေတယ်တခါသူတို့ကရန်သူတယောက်ကိုပြစ်မှတ်အဖြစ်တတ်မှတ်လိုက်ပြီးဆိုရင်ဘယ်တော့မှမမေ့တော့ဘူးကျွန်တော်မှတ်စုစာအုပ်ကိုပိတ်လိုက်ပြီးရင်ဘတ်မှာဖိကတ်ထားလိုက်တယ်။ဩဂုတ်လမှာချန်ဆရာကြီးရဲ့ကုမ္ပဏီကဒေဝါလီခံလိုက်ရတယ်။အပန်းဖြေစခန်းရဲ့ပိုင်ဆိုင်မှုတွေကိုတရားရုံးကသိမ်းယူပြီးလေလံတင်ရောင်းချလိုက်တယ်။ဒါပေမဲ့ဆောက်လုပ်ရေးချိုးဖောက်မှုတွေပြင်းထန်ခဲ့တယ်လို့ပြကျူးကျော်မှုအကြောင်းကလည်းတနိုင်ငံလုံးမှာလူသိများသွားပြီဖြစ်တာကြောင့်ဘယ်သူမှအဲ့ဒီနေရာကိုမဝယ်ရကြဘူး။နောက်ဆုံးမှာတော့အဆောက်အုံဖြတ်သိမ်းပြီးပြန်လည်သုံးချနိုင်တဲ့ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီတစ်ခုကတန်ဈေးနီးပါးနဲ့ဝယ်ယူသွားတယ်။ဖြိုချဖြတ်သိမ်းတဲ့နေ့မှာလူအုပ်ကြီးတစ်ခုစုဝေးပြီးကြည့်ရှုနေကြတယ်။မြေတူးဆက်ကနေရန်ကိုပထမဆုံးအကြိမ်ကိုက်ဖြိုလိုက်တာနဲ့အကြောင်းတွေထဲကနေကြောက်ပြားအုပ်ကြီးတအုပ်ဟာအနက်ရောင်တိမ်တိုက်ကြီးတစ်ခုလိုထွက်ပေါ်လာပြီးအဆောက်အုံပေါ်မှာဝဲပြန်လာတယ်။အလုပ်သမားတွေကသူတို့ရဲ့ကိရိယာတွေကိုပစ်ချပြီးထွက်ပြေးကြတယ်။ပြားအုပ်ကြီးကိုယာယီမောင်းထုတ်ဖို့ရေဖြန်းရင်3ရက်တိတိကြာခဲ့တယ်။ပြီးတော့ပြားတွေပြန်မလာခင်အထက်ကအဆောက်အုံတစ်ခုလုံးကိုအလင်းအမြန်ဖြိုချဖျက်ဆီးဖို့သူတို့စူးစမ်းကြတယ်။ကျွန်တော်ကလူအုပ်ထဲမှာရက်ပြီးတစ်ချိန်ကကြွယ်ဝချမ်းသာမှုနဲ့အာဏာရဲ့တင်ဒေတာဖြစ်ခဲ့တဲ့ဒီအဆောက်အုံကြီးဟာဆက်ရနေရတွေရဲ့ဟိန်းဟောက်တန်အောက်မှာအပိုင်းပိုင်းပြိုကျသွားတာကိုကြည့်နေတယ်။ဖုံမုံတွေကအပေါ်ကိုတက်လာပြီးကောင်းကင်ကိုတောင်ဖုံးကွယ်သွားတယ်။အဲ့ဒီဖုံမုံတွေတဖြည်းဖြည်းပြန်ကျလာတဲ့အခါမြင်ကွင်းတွေကရုပ်ရှင်တကားလိုကျွန်တော်စိတ်ထဲမှာတစ်ခုပြီးတစ်ခုဖြတ်တန်းသွားတယ်။အဖိုးကပြားအုံတစ်ခုပေးမှကျွန်တော်ကိုကင်ထားပြီးပြောခဲ့တယ်။ပြားတွေကနူးညံ့တိမ်မွေးတယ်လို့ထင်ရပေမဲ့သူတို့ရဲ့အုံကိုဖျက်ဆီးလိုက်ရင်မင်းကိုပေးဆက်စေဖို့သူတို့မှရှိသမျှအရာအလုံးကိုဆွတ်လွတ်လိမ့်မယ်။အမေကတေဆုံးနေတဲ့လိုင်ချီပင်တွေအောက်မှာရက်ပြီးအကွဲနေတဲ့အခောက်တွေကိုတုံရင်နေတဲ့လက်တွေနဲ့ပုတ်နေတယ်။မျက်ရည်တွေကတစ်ဆက်ပြီးတစ်ဆက်မြေကြီးပေါ်ကျလာတယ်။ဆောင်းမန်နေဂျာကဆစ်လိတ်တလိတ်ကိုနှက်ခမ်းမှာချိတ်ထားပြီးကျွန်တော်ကိုလှောင်ပြောင်ပြောခဲ့တယ်။မင်းကိုမြေပဲစိတ်နဲ့ပြစ်ပေးလိုက်ရင်ကျေးဇူးတင်နေမှာပေါ့။အဲ့ဒီတုန်းကအလုပ်သမားတွေကကျွန်တော်ကိုဆွဲထိန်ထားကြတယ်။ကျွန်တော်လက်သီးကသွေးထွက်နေခဲ့ပေမဲ့သူ့ကိုတစ်ချက်တောင်ထိုးမရခဲ့ဘူး။မြင်ကွင်းတွေကတစ်ခုပြီးတစ်ခုပြက်တစ်ပြက်ဖြတ်တန်းသွားပြီးနောက်ဆုံးပုံရိပ်တစ်ခုမှာရက်တန့်သွားတယ်။ရွှွညည်အောက်မှာနစ်မြုပ်နေတဲ့အမြစ်တွေဖြတ်တောက်ခံထားရတဲ့လက်မောင်းတွေလိုမဲနဲ့ပြီးပုတ်ပွားနေတယ်။ဓာတုရွှွညည်ရည်ကပုတ်ပွက်ဆူပြီးတရှဲရှဲမြည်နေကအသက်ရှင်မှုရဲ့နောက်ဆုံးအကျွင်းကြံကိုတောင်ဝါမြူနေတယ်။ဖုံမုံတွေအနေထိုင်သွားတဲ့အခါကြောက်စိမ့်ပင်လေအော်အပန်းဖြေစခန်းဟာအပြက်စီးပုံကြီးတစ်ခုဖြစ်နေပြီ။ဆောင်းမန်နေဂျာနဲ့ချန်ဆရာကြီးကအနီးအနားမှာရက်နေကြတယ်။သူတို့နှစ်ယောက်လုံးမျက်လုံးတွေအယောင်မဲ့နေပြီးအပြက်စီးတွေကိုဥကြောင်ကြောင်နဲ့စိုက်ကြည့်နေကြတယ်။ကျွန်တော်သူတို့ကိုနောက်တစ်ချက်တောင်မကြည့်တော့ဘူး။လှည့်ပြီးထွက်လာခဲ့တယ်။လူအုပ်ထဲကနေထွက်လာချိန်မှာတယောက်ကကျွန်တော်ကိုမှတ်မိသွားပြီးတိုးတိုးလေးပြောတယ်။ဒါကအိမ်ဘေးကလိုင်းကြီးစိုက်တဲ့လက်သမားလေးကြောက်စိမ့်ပင်လေအော်ကလူတွေသူ့ခြံကိုဖျက်ဆီးခဲ့တာ။သူမကဘာမှဆက်မပြောတော့ပေမဲ့အားလုံးကနားလည်သွားကြတယ်။လူအုပ်ကြီးကကျွန်တော်အတွက်လမ်းဖယ်ပေးလိုက်တယ်။ကျွန်တော်ကအပြက်စီးနေရာကိုဖျက်ပြီးတောင်ဆောင်တိုင်းတီတီငင်းငင်းရှောက်သွားတယ်။ပြီးတော့ကျွန်တော်ရဲ့လိုင်းကြီးအေက20ရှိတဲ့ခြံထဲကိုဝင်လာတယ်။နေရောင်ကတရွက်တွေကြားကနေဖြာကျလာပြီးမြေပြင်ပေါ်မှာရွှေရောင်လင်းဆက်တွေဖြန့်ကျဲနေတယ်။ကျွန်တော်မြေကြီးတစ်စုပ်ကိုကောက်ယူပြီးနှာခေါင်းသားမှာကတ်လိုက်တယ်။အသက်ရှူသွင်းလိုက်တယ်။အနံ့ဆိုးကြီးပျောက်ကွယ်သွားပြီးအဲ့ဒီနေရာမှာလက်ဆက်ပြီးတန်ရှင်းတဲ့မြေတင်းနံပဲကျန်တော့တယ်။3နှစ်ဒီအစိတ်တင်ခဲ့တဲ့မြေကြီးဟာနောက်ဆုံးတော့သူ့ဘာသာသူပြန်လဲကောင်းမွန်လာခဲ့ပြီ။အဖိုးရဲ့စကားကိုကျွန်တော်ထပ်ပြီးသတိရမိတယ်။အဖိုးကမြေကြီးမှာမှတ်ဉဏ်ရှိတယ်လို့ပြောခဲ့တယ်။မင်းကမြေကြီးတဲကိုဘာထည့်ပေးလိုက်တယ်လဲဆိုတာကိုအဲ့ဒီမြေကြီးကသူ့နီးသူ့ဟန်နဲ့သူ့အချိန်ရောက်တဲ့အခါမင်းစီပြန်ပေးလိုက်မယ်တဲ့။လူတွေလည်းအဲ့ဒီလိုပဲ။အဲ့ဒီညမှာကျွန်တော်ကြောက်ပြားပြားအုံတွေအားလုံးကိုတောင်ပေါ်ကိုပြန်တည်သွားတယ်။အရာအားလုံးစတင်ခဲ့တဲ့နေရာကြောက်ပြားအုံရဲ့မူလနေအိမ်ဖြစ်တဲ့မက်ဆောက်တဲ့ကြောက်ကမ်းပါကိုရှာတွေ့တယ်။ပြားအုံတက်တာတွေကိုတစ်ခုချင်းစီဖွင့်ပြီးပြားရည်အုံပေါင်းတွေကိုဂယုတစိုက်ထုတ်ယူတယ်။ပြီးတော့ကြောက်ကမ်းပါနိုင်ရန်ရဲ့အကြောင်းတွေတွေကိုတစ်ခုချင်းစီပြန်တက်ပေးလိုက်တယ်။ကြောက်ပြားတွေကကျွန်တော်ပတ်လည်မှာဝိုင်းပြန်နေကြတယ်။အနက်ရောင်ကျဲတွေဝိုင်းရံနေတယ်လို့ပဲ။ကျွန်တော်အသက်ကြီးဆုံးပြားမိဖုရားနာကိုကိုင်းကပ်ပြီးတိုးတိုးလေးပြောလိုက်တယ်။ကျေးဇူးတင်ပါတယ်မင်းတို့လုပ်ပေးရမယ့်အရာကိုလုပ်ပေးခဲ့ပြီးအခုအိမ်ပြန်ကြတော့ပြားမိဖုရားကခဏတာကျွန်တော်လက်ခမိုးပေါ်မှာနားနေတယ်။ပြီးတော့သူ့အင်တင်နာလေးတွေနဲ့ကျွန်တော်လက်ချောင်းတွေကိုထိတွေ့လိုက်တယ်။
အဲ့ဒီနောက်သူကလှည့်ပြီးပြားအုပ်ကြီးကိုကြောက်ကမ်းမဘက်ပြန်ခေါ်သွားတယ်သူတို့ဟာကြောက်သားတဲ့ကိုတကောင်ပြီးတကောင်ဝင်သွားကြပြီးနောက်ဆုံးမှာကြောက်သားတဲ့ပျောက်ကွယ်သွားကြတယ်ကြံရစ်ခဲ့တာကချိုင်ဝမ်တစ်လျှောက်ပဲတင်ထက်နေတဲ့နှဆိုင်ပြီးတည်ငြိမ်တဲ့ပြားတဝီဝီအတန်တစ်ခုပဲကျွန်တော်ကြောက်ကမ်းဘက်ကိုအလေးနဲ့ဥညွတ်လိုက်ပြီးနောက်ပြန်မကြည့်ပဲတောင်ပေါ်ကနေဆင်းလာခဲ့တယ်ဒါပေမဲ့ဒီဇလန်ကဒီမှာတင်မပြီးသေးဘူးကျွန်တော်အယိုးထဲထိအေးဆက်တုံလို့သွားစေတဲ့လျှို့ဝှက်ချက်အစ်စ်မှန်က3လကြာမှပေါ်ထွက်လာခဲ့တယ်ခရိုင်ရင်ကျေးမှုမှတ်တမ်းဌာနကလူတစ်ယောက်ကျွန်တော်အိမ်တကားဝကိုရောက်လာတယ်မင်္ဂလာပါဒေတာခန်တမိုင်းမှတ်တမ်းတွေကိုစူးစီးနေတော့ခမရရဲ့အဖိုးနဲ့ပတ်သက်တဲ့ဖိုင်ဟောင်းတစ်ခုကိုတွေ့ခဲ့ပါတယ်ခမရစီကတစ်ခုခုကိုအတည်ပြုခြင်းလို့ပါအဲ့ဒီစာရွက်စာတမ်းက1953ခုနှစ်မှာချမှတ်ခဲ့တဲ့စစ်ဘက်ခုံရုံးရဲ့စီရင်ချက်ဖြစ်တယ်တရားခံရဲ့နာမည်ကအဖိုးရဲ့နာမည်ဖြစ်ကြောင်းသိချနေတယ်ကျွန်တော်မိုးချိုးပစ်ခံလိုက်ရတယ်လို့ရုတ်တရက်ရက်တက်ပြီးကြောင်အန်းဖြစ်သွားတယ်စီရင်ချက်ထဲမှာဒီလိုရေးထားတယ်1952ခုနှစ်တွင်တောင်ပိုင်းယူနန်ဒေသ၌တာဝန်ထမ်းဆောင်နေစဉ်တရားခံသည်ခွင့်ပြုချက်မရှိဘဲအထူးစီဝါလက်နက်တစ်မျိုးကိုအသုံးပြုခဲ့ပြီးဒေသခံစစ်ဘရင်တဦး၏လူနေအဆောက်အုံကိုပြစ်မှတ်ထားခဲ့သည်အဆိုပါအဆောက်အုံတစ်ခုလုံးသည်ပြားအုပ်၏တိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့ပြီးစစ်ဘရင်မှလည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်တရားခံအားစစ်ဘက်ခုံရုံးမှထောင်ဒဏ်9နှစ်ချမှတ်ခဲ့သည်ဒါဆိုမှတ်စုစာအုပ်ထဲမှာရေးထားတဲ့အန်ရရောက်လာတဲ့အခါအိမ်ကိုကာကွယ်ပေးလိမ့်မယ်ဆိုတဲ့စာကြောင်းကစစ်မြေပြင်မှာတိုင်းပြည်ကိုကာကွယ်ဖို့အတွက်ရေးထားတာမဟုတ်ဘူးပေါ့သူ့မိသားစုကိုကာကွယ်ဖို့အတွက်ပဲဖြစ်နေခဲ့တာအဲ့ဒီစစ်ဘရင်ကအဖိုးရဲ့ဆိတ်ဆက်ထားသူကျွန်တော်အဖွားကိုမျက်စိကျခဲ့တာအဖိုးကတာဝန်နဲ့အပြင်ထွက်နေချိန်မှာအဲ့ဒီစစ်ဘရင်ကအဖွားကိုအဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့တယ်အဖွားကရှိသမျှအားနဲ့ပြန်လဲခုခံပြီးဒုတိယထပ်ကနေခုန်ချခဲ့တယ်သူမရဲ့ကြောရိုးကျိုးသွားခဲ့တယ်အဲ့ဒီနောက်ဘဝတစ်လျှောက်လုံးကိုလက်အင်ကမလှုပ်ရှားနိုင်တော့ဘူးအဲ့ဒီအချိန်တုန်းကခိုင်လုံတဲ့တက်တဲ့အထောက်အထားမရှိတာကြောင့်အဲ့ဒီစစ်ဘရင်ကို6လပဲထိန်းသိမ်းထားပြီးနောက်ပြန်လွှတ်ပေးခဲ့တယ်အဲ့ဒီမဆုစာအုပ်ဟာရိုးရာအယူဆတွေကိုရေးထားတဲ့စာအုပ်မဟုတ်ခဲ့ဘူးအဲ့ဒါကဇီဝစစ်စင်ရေးလက်ဆွဲစာအုပ်တစ်အုပ်လုံးဖြစ်နေခဲ့တာအဖိုးဟာတောင်ပိုင်းယူနန်ဒေသမှာအထူးတပ်ဖွဲ့ရဲ့အင်းဆက်ဇီဝစစ်စင်ရေးတပ်မှာတာဝန်ထမ်းဆောင်ခဲ့ဘူးတယ်သူ့တာဝန်ကဓာတုအမှတ်သားတွေတည်ဆောင်ထားတဲ့ပြားတွေကိုအသုံးပြုပြီးရန်သူရဲ့ခဲယမ်းမီးကျောက်တူလောင်ယုံတွေနဲ့စစ်ဌာနချုပ်တွေကိုအမှတ်သားပြုလုပ်ဖို့ဖြစ်တယ်အဲ့ဒီကနေတဆင့်ဘုံကျဲလေရင်တွေကိုတိကျတဲ့နေရာကိုပြစ်မှတ်ထားတိုက်ခိုက်နိုင်အောင်လမ်းညွှန်ပေးတာပဲသူဟာအဲ့ဒီနီးပြူဟာတွေကိုပဲကိုရေးကိုတာအဆုံးဖြတ်တစ်ခုအတွက်ပြန်သုံးချခဲ့တာမှတ်တမ်းထိန်းသိမ်းရေးအရာရှိကစစ်ဘက်ခုံရုံးရဲ့စီရင်ချက်ဟာအဲ့ဒီအချိန်ကအငင်းပွားမှုအကြီးအကျယ်ဖြစ်ပေါ်စေခဲ့တယ်လို့ပြောပြတယ်စစ်သားအများပြားကပြစ်ဒဏ်လျှော့ပေါ့ပေးဖို့တောင်းဆိုတဲ့လက်မှတ်စုဆောင်းစာတစ်စောင်မှာလက်မှတ်ရေးထိုးခဲ့ကြတယ်အဲ့ဒီစစ်ဘရင်ဟာခွင့်လွှတ်လို့မရတဲ့အရာတွေကိုကျူးလွန်ထားတာကြောင့်ဒီထက်ပိုပြီးပြင်းထန်တဲ့ပြစ်ဒဏ်နဲ့တောင်ထိုက်တန်တယ်လို့သူတို့ကဆိုခဲ့ကြတယ်ဒါပေမဲ့စစ်ဘက်ဥပဒေကတော့အလျှော့တင်းမရှိဘူးအဖိုးဟာ3000တန်ကျခဲ့တယ်လွတ်မြောက်လာတဲ့အခါကိုလက်အင်ကမလှုပ်ရှားနိုင်တော့တဲ့အဖွားကိုခေါ်ပြီးသူတို့ရဲ့ဇာတိမျိုးကိုပြန်လာခဲ့တယ်သူစစ်မှုထမ်းဟောင်းထောက်ပံ့ခြင်းနဲ့ဒီမြေလွတ်တောင်ကုန်းကိုဝယ်ခဲ့တယ်လိုင်းချီပင်တွေစိုက်ခဲ့တယ်ပြားမွေးခဲ့တယ်ပြီးတော့ပြားမိဖရားရဲ့အနက်ဖီရိုမုန်းဖော်မြူလာကိုလည်းစစ်တပ်ကထွက်လာချိန်မှာအန်ရရှိမှန်းတိတိနဲ့ကူးရေးယူလာခဲ့တာအဲ့ဒီအရာကြောင့်ပြစ်ဒဏ်ခံရနိုင်တဲ့အထိအန်ရများခဲ့တယ်မှတ်တမ်းထိန်းသိမ်းရေးအရာရှိပြန်သွားပြီးနောက်ကျွန်တော်အိမ်ဝင်းထဲမှာတယောက်တည်းအချိန်တော်ကြာထိုင်နေခဲ့တယ်အသေးစိတ်အရာလေးတွေအများကြီးကိုတစ်ခုချင်းစီပြန်တတိရလာတယ်ငငယ်တုန်းကရွာထဲကအသက်ကြီးသူတိုင်းကစစ်ပွဲအကြောင်းတွေပြောပြရတာကြိုက်ကြတယ်အဖိုးကတော့တခုမှမပြောခဲ့ဘူးလူတွေကသူ့ခြေထောက်အကြောင်းမေးတဲ့အခါရန်သူနဲ့တိုင်ရင်ဒဏ်ရာရခဲ့တာလို့ပဲပြောတတ်တယ်အဲ့ဒီစုတစိတ်တွေကိုတော့ဘသူ့ကိုမှထိခွင့်မပေးခဲ့ဘူးပြီးတော့ဝတ်မော်အရောအနှောရဲ့ပမာဏကိုဘယ်လိုရောဆက်ရမလဲဆိုတာကျွန်တော်ကိုသင်ပေးတဲ့အခါသူ့မျက်လုံးတွေထဲမှာထူးခြားတဲ့အလင်းတစ်ခုရှိခဲ့တယ်အဲ့ဒီအလင်းမျိုးကဘဝမှာတစ်ခုခုကိုကိုယ်တိုင်ဖြတ်တန်းမှုတဲ့သူတွေရဲ့မျက်လုံးထဲမှာပဲရှိတတ်တယ်အခုတော့ကျွန်တော်ရုတ်တရက်နားလည်သွားပြီအဖိုးကအဲ့ဒီမဆုစာအုပ်ကိုဘာကြောင့်ထားခဲ့တာလဲဆိုတာကြောက်စိမ့်ပင်လေအော်အပန်းဖြေစခန်းအကြောင်းဒါမှမဟုတ်ဆောင်းမန်းနေကြလို့လူတွေအကြောင်းသူသိထားလို့မဟုတ်ဘူးဒီကဘာကြီးထဲမှာအမှားတချို့ဟာတင့်တော်တဲ့လမ်းကြောင်းတွေကနေပြန်လည်ပြင်ဆင်ပေးလို့မရနိုင်ဘူးဆိုတာသူသိခဲ့လို့ပဲကျွေးမိတချို့ကတော့တခြားနည်းလမ်းတစ်ခုနဲ့ပဲရှင်းလင်းရနိုင်တယ်အဖိုးကကျွန်တော်ကိုထားခဲ့တာပြားအုပ်ကြီးတအုပ်မဟုတ်ဘူးဒါဟာတဝက်တစ်ပြက်နဲ့ရက်တက်နေခဲ့တဲ့စီရင်ချက်တစ်ခုနှစ်ပေါင်း90ကျော်ဖိနှိပ်ခံထားရတဲ့တရားမျှတမှုတစ်ခုအာနာကတကားလာခောက်တဲ့အခါလက်သမားတစ်ယောက်ကင်ထားနိုင်တဲ့နောက်ဆုံးဖဲချက်တစ်ချက်ပဲနောက်နှစ်နွေဦးမှာကျွန်တော်တည်ဆုံးနေတဲ့လိုင်းချီပင်တွေအနားမှာပြိုးပင်အစ်စ်တွေစိုက်တယ်ဒီတစ်ချိန်မှာတော့လိုင်းချီပင်တွေပဲမဟုတ်တော့ဘူးအဖိုးရဲ့မဆုစာအုပ်ထဲကဂေဟစနစ်အလိုက်ပြီးနံရောနော့စိုက်ပျိုးနည်းကိုလိုက်နာပြီးတန်းတွေကြားမှာလုံကန်1Pနဲ့စတာဖြူတီးပင်တွေကိုစိုက်တယ်နိုက်ထရိုဂျင်ကိုမြေကြီးထဲမှာထိမ့်သိမ့်ပေးနိုင်တဲ့ပဲမျိုးနွယ်ပင်တွေနဲ့အတူစိုက်ပျိုးတယ်မြေကြီးဟာကြောက်ပြားတွေရဲ့ပြားရည်အုံနဲ့စွန့်ပစ်ပစ္စည်းတွေကြောင့်3နှစ်တိတိအာဟာရဓာတ်ပြန်လည်ရရှိထားခဲ့တယ်မြေကြီးထဲက organic ဓာတ်ပါဝင်မှုကအရင်ကထက်ပိုမြင့်မားနေပြီခရိုင်စိုက်ပျိုးရေးကျွမ်းကျင်သူတယောက်ရောက်လာပြီးကျွန်တော်ကိုပြောတယ်ဒါကမယုံနိုင်စရာပဲဒီခြံရဲ့မြေစီဝတ်စာကအစင်းမြင့်ဂေဟစနစ်စိုက်ပျိုးမြေစံနှုန်းကိုတောင်ကျော်လွန်နေပြီအဲ့ဒီ3နှစ်အကြောင်းဘာတစ်ခုမှမပြောခဲ့ဘူးကျွန်တော်ကပြုံးပြီးခုဆွတ်ထားတဲ့လိုင်းချီတီတစ်ခိုင်ကိုကျွမ်းကျင်သူစီပေးလိုက်တယ်ဒါကိုမြည်ကြည့်ပါဒီမြေကြီးမှာသူ့ကိုယ်ပိုင်စိတ်နေစိတ်ထားရှိတယ်ဘသူ့အပေါ်ကောင်းရမလဲဆိုတာသူသိတယ်အဲ့ဒီနေရာဒီမှာစိုက်ထားတဲ့တစ်ပင်အစ်စ်တွေစပြီးအတီးတီးလာတယ်အထွက်နှုံးကအခုထိတိတ်မများသေးပေမဲ့အတီးသားကထူတယ်အရီကပေါ်ကျွယ်တယ်ချိုမြိန်မှုကလည်းအံ့အားသင့်စရာကောင်းလောက်အောင်ထူးခြားတယ်ခရိုင်စိုက်ပျိုးရေးပြပွဲမှာလိုင်းချီတွေကိုပရီမီယံတစ်တီးဖြန့်ချီရေးလုပ်ငန်းအများပြားကပုံမှန်လိုင်းချီတွေထက်3ဆဈေးနဲ့ချက်ချင်းဝယ်ယူသွားကြတယ်အော်ဒါတွေကကျွန်တော်တယောက်တည်းမနိုင်တော့တဲ့အထိညံ့ညံ့ဆန်ဆန်ဝင်လာတယ်မြို့ကိုသူတို့မိသားစုတွေပြောင်းရွှေ့သွားပြီးနောက်ရွာမှာကြံခဲ့တဲ့အမျိုးသမီးတချို့ကိုအလုပ်ခန့်လိုက်တယ်အပင်ကိုင်းဖြတ်နီးမျောစာကျွေးနီးတွေကိုကိုယ်တိုင်လက်တွေ့တင်ပေးတယ်မြို့ကစက်ရုံတွေပေးတဲ့လစာထပ်ပိုပေးတယ်အမေလည်းအခုဆိုပိုကောင်းလာပြီနေ့တိုင်းအိမ်ဝင်းထဲမှာထိုင်ပြီးအသီးတွေကိုရွေးပေးနေတယ်သူ့မျက်နှာပေါ်ကအရေးအကြောင်းတွေတောင်အပြုံးပန်းတွေလိုပွင့်လာတယ်မင်းအဖိုးသာဒီအရာတွေကိုမြင်နိုင်ရင်တိတ်ကောင်းပါပဲကျွန်တော်ကတော့စိတ်ထဲမှာပဲတိတ်တိတ်လေးပြန်ဖြေလိုက်တယ်ကျွန်တော်နှလုံးသားထဲမှာအဖိုးမြင်နေရပါတယ်မြင်နေရမယ်ဆိုတာကျွန်တော်သိပါတယ်အဲ့ဒီစောင်းဦးမှာပြည်နယ်ရုပ်တံရဲ့စိုက်ပျိုးရေး channel ကရွာကိုရောက်လာပြီးအထူးစီစဉ်တစ်ခုရိုက်ကူးတယ်တောင်ပေါ်မှာကြောက်ပြားတွေမွေးမြူပြီးမြေကြီးကိုပြန်လဲကောင်းမွန်အောင်လုပ်ခဲ့တဲ့အကြောင်းကိုထုတ်လုပ်သူကကြားထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တစ်ပုဒ်လို့ထင်နေတယ်ခင်ဗျားတို့ကထူးခြားတဲ့နည်းလမ်းတစ်ခုကိုအသုံးပြုခဲ့တယ်လို့ကျွန်တော်တို့သိထားပါတယ်တောင်ပေါ်မှာတောရိုင်းကြောက်ပြားတွေကိုမွေးမြူပြီးသူတို့ရဲ့စွန့်ပစ်ပစ္စည်းနဲ့ပြားရည်အုံတွေကိုအသုံးပြုပြီးညဉ့်ညမ်းနေတဲ့မြေကိုပြန်လဲကောင်းမွန်အောင်လုပ်ခဲ့တာပေါ့ဒီနည်းလမ်းကနိုင်ငံတော်ဝန်မှာတော့မတွေ့ရတဲ့လောက်ပါပဲဒီနည်းလမ်းကိုဘယ်လိုစဉ်းစားမိတာလဲကျွန်တော်ကကင်မရာကိုကြည့်ပြီးတစ်ချက်မျက်တောင်ခတ်လိုက်တယ်ထူးထူးခြားခြားဘာမှမရှိပါဘူးမိသားစုကနေမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာတဲ့ရှေးဟောင်းသိပညာတစ်ခုပဲရှိတာပါ
ခင်ဗျားရဲ့ခြံဟာအနီးနားကဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့်ညဉ့်ညမ်းသွားပြီးဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့တယ်လို့လည်းကျွန်တော်တို့ကြားထားပါတယ်။အဲ့ဒီဆောက်လုပ်ရေးနေရာကလည်းနောက်ပိုင်းမှာပြင်းထန်တဲ့ပြဿနာတွေကြုံခဲ့တယ်ဆိုတာအမှန်ပဲလား။အမှန်လားကျွန်တော်တော့တေချာမသိပါဘူး။ကျွန်တော်သိတာကကိုယ့်မြေကိုဘယ်လိုပြုစုရမလဲဆိုတာပဲ။တခြားအရာတွေကတော့ထွက်သွားရမယ့်အရာကထွက်သွားလိမ့်မယ်။ကြံနေတဲ့အရာကကြံနေမှာပါ။အဲ့ဒီအစီအစဉ်ထုတ်လွှင့်ပြီးနောက်ကျွန်တော်ခြံဟာတနိုင်ငံလုံးမှာနာမည်ကြီးတဲ့တွားရောက်လည်ပတ်စရာနေရာတစ်ခုဖြစ်လာတယ်။နိုင်ငံအနှံ့ကအော်ဒါတွေတစ်ခုပြီးတစ်ခုဝင်လာတယ်။ကျွန်တော်ကိုယ်ပိုင်တည်တည်အမှတ်တစိတ်တစ်ခုစတင်တည်ထောင်လိုက်တယ်။အဲ့ဒီအမှတ်တစိတ်ကိုပြားပရင်လို့နာမည်ပေးလိုက်တယ်။လိုဂိုကတော့အနက်ရောင်ကြောက်ပြားတစ်ကောင်ဖြစ်ပြီးအတောင်တွေကအနီရောင်တောက်ပနေတဲ့လိုင်းချီတီတစ်လုံးကိုအကာအကွယ်ပေးထားတဲ့ပုံစံဖြစ်တယ်။အမှတ်တစိတ်အကြောင်းကိုကျွန်တော်ရေးထားတာရိုးရိုးရှင်းရှင်းပဲ။မြေတစိတ်တစ်ပိုင်းကိုမျိုးဆက်သုံးဆက်ကာကွယ်ခဲ့တယ်။တရားမျှတမှုတစ်မျိုးကိုပြားအုပ်တစ်အုပ်ကကာကွယ်ခဲ့တယ်။အဖိုးရဲ့ပြားမွေးမြူရေးမဆုစာအုပ်ကိုစူးစီးပြီးထုတ်ဝေလိုက်တယ်။စာအုပ်နာမည်ကပြားအုပ်ရဲ့စီရင်ချက်ဖြစ်တယ်။စာအုပ်ရဲ့ပထမဆုံးစာမျက်နှာမှာအဖိုးရေးခဲ့မှုတဲ့စာကြောင်းကိုထည့်ထားတယ်။ပြားအုပ်ဟာဘယ်တော့မှအရင်ဆုံးမတိုက်ခိုက်ဘူးသူတို့ရဲ့အုံကိုတယောက်ယောက်ကမနှောက်ယှက်မချင်းပေါ့။နှစ်တွေကုန်လွန်သွားတယ်။ကြောက်စိမ့်ပင်လယ်အော်အပန်းဖြေစခန်းရဲ့အပျက်စီးတွေပေါ်မှာတောမြက်တွေပဲဖုံးလွှမ်းနေပြီ။အဲ့ဒီမြေကိုဘယ်သူမှထပ်ပြီးဖွံ့ဖြိုးတိုးတက်အောင်မလုပ်တော့ဘူး။တချို့ကအဲ့ဒီနေရာဟာကျိန်စာတင်နေတယ်လို့ပြောကြတယ်။တချို့ကတော့ချန်ဆရာကြီးဟာအကျွေးတွေအများကြီးတင်နေပြီးဝယ်မဲ့သူတွေကကန်ဆိုးမှာကိုကြောက်ကြတယ်လို့ပြောကြတယ်။တစ်ချိန်ကကျွန်တော်အလုပ်ခံခဲ့တဲ့အမျိုးသမီးတွေကအခုဆိုကျွန်တော်ရဲ့စီးပွားရေးလုပ်ဖို့ကိုင်ဘက်တွေဖြစ်နေကြပြီ။ကျွန်တော်ကကျွမ်းကျင်မှုနဲ့ပြိုးပင်တွေပေးတယ်။သူတို့ကမြေနဲ့လုပ်အားကိုပေးတယ်။အတူတကွဂေဟစနစ်အလိုက်တီးနှံရောနောစိုက်ပျိုးနေကိုအသုံးပြုပြီးတစ်တီးတွေစိုက်ပျိုးကြတယ်။ပြီးခဲ့တဲ့နှစ်အကုန်မှာတော့ရွာဟာတမတ်ဝါယမအသင်းတစ်ခုဖွဲ့စည်းနိုင်ခဲ့ပြီ။အားလုံးကကျွန်တော်ကိုတဘာပတိအဖြစ်မဲပေးရွေးချယ်ခဲ့ကြတယ်။တမတ်ဝါယမအစည်းအဝေးခန်းထဲမှာရက်နေပြီးနေရန်ဘော်ကအဖိုးရဲ့အဖြူမဲတပ်ပုံကိုကြည့်ရင်စိတ်ထဲမှာပြောလိုက်တယ်။အဖိုးအဲ့ဒီတုန်းကအဖိုးမကာကွယ်နိုင်ခဲ့တာတွေကိုအခုကျွန်တော်ကာကွယ်နိုင်ပြီ။တရုတ်နှစ်တကူနေ့မှာအမေကဖတ်ထုတ်အိုးကြီးတအိုးချက်တယ်။ကျွန်တော်တို့နှစ်ယောက်အခုမှပြန်လဲပြုပြင်ထားတဲ့အိမ်ဝင်းထဲမှာအတူထိုင်နေကြတယ်။အမေကစားနေတော့ရုတ်တရက်မျက်လုံးတွေကိုတုပ်လိုက်တယ်။အမေဘာဖြစ်လို့လဲ။မင်းအဖိုးကိုတွေးမိလို့ပါသူသားမင်းဘလောက်အောင်မြင်နေပြီလဲဆိုတာသိရင်သူ့ခြေထောက်ကျိုးခဲ့တာတော့အခုလောက်ဆိုမနာတော့ဘူးထင်တယ်။ဒီမိသားစုကိုဘယ်သူမှထပ်ပြီးအနိုင်ကျင့်လို့မရတော့ဘူး။မိထွန်းပွဲနေ့မှာကျွန်တော်တယောက်တည်းအနောက်ဘက်တောင်ကုန်းပေါ်ကိုအနီရောင်မီးအိမ်နှလုံးတည်သွားတယ်။ကြောက်ပြားတွေတစ်ချိန်ကနေထိုင်ခဲ့တဲ့မတ်ဆောက်တဲ့ကြောက်ကမ်းပါးစီကိုရောက်လာတယ်။ပြားရည်ုံတွေကတော့မရှိတော့ဘူး။ကြောက်ကြားအကြောင်းတွေထဲကနေဖြတ်တန်းတိုက်ခတ်လာတဲ့လေတံပဲရှိတော့တယ်။အဝေးကတဝီဝီတချင်းတစ်ပုတ်ကိုတိုးတိုးညင်းနေတယ်လို့ရှေ့လျားပြီးနှိမ့်ကြတဲ့အတန်တစ်ခုဖြစ်နေတယ်။ကျွန်တော်မီးအိမ်နှလုံးကိုကြောက်ကမ်းပါးဘေးကတကိုင်းတကိုင်းမှာချိတ်ပြီးအထက်ကဖျောင်းနိုင်တွေကိုမီးညှိလိုက်တယ်။ဖျောင်းတိုင်အလင်းကတိုးတိုးလေးရိမ့်ရွက်နေပြီးကြောက်ကမ်းပါးတစ်ဝက်လောက်ကိုနှွေးထွေးတဲ့အလင်းရောင်နဲ့လင်းစေတယ်။ကျွန်တော်ဖြည်းဖြည်းချင်းဥညွတ်လိုက်တယ်။လေးလေးနက်နက်အပြေးဝဥညွတ်ပြီးတိုးတိုးလေးပြောလိုက်တယ်။ကျေးဇူးတင်ပါတယ်။တောင်ပေါ်လေးကဖြတ်တန်းသွားလာနေတယ်။မီးအိမ်တွေကလေထဲမှာရိမ့်ရွက်နေကြတယ်။စကလုံးမဲ့တုံ့ပြန်မှုတစ်ခုလိုပဲ။ကျွန်တော်ကိုပြန်မလိုက်ပြီးတောင်အောက်ကိုပြန်ဆင်းလာခဲ့တယ်။အောက်ခြေကလမ်းကတော့အခုအစ်စ်ခင်းထားပြီးရွာသားတွေခင်းပေးထားတဲ့ကြောက်ပြားလမ်းဖြစ်တယ်။နှစ်ဖက်စလုံးမှာနေအောင်ကြီးသုံးလမ်းမီးတွေကအလိုလျောက်လင်းလာပြီးလမ်းတစ်လျှောက်လုံးကိုအောက်ထိထုံးပေးနေတယ်။ကျွန်တော်နောက်ကိုလှည့်မကြည့်ဘူး။ဒီနှစ်တွေကကျွန်တော်ကိုအရာတစ်ခုတင်ပေးခဲ့တယ်။လူတွေဟာရှေ့ကိုဆက်လျှောက်ရမယ်။အမြင့်တွေဟာမြေကြီးထဲကိုပိုနဲ့ထိုးဝင်ရမယ်။ပြီးတော့ရှင်းလင်းရမယ့်ကျွေးမိတွေကိုအချိန်နဲ့တဘာဝတရားကတစ်ခုတောင်မလုပ်ပဲအမြဲရှင်းလင်းပေးတတ်တယ်။အိမ်ပြန်ရောက်တဲ့အခါအမေကအိပ်ပျော်နေပြီ။ကျွန်တော်အိတ်ခမ်းတကားကိုတိတ်တိတ်လေးဖွင့်လိုက်ပြီးခေါင်းအောက်ကပြားမွေးမြူရေးမဆုစာအုပ်ကိုလက်လန်းယူလိုက်တယ်။နောက်ဆုံးစာမျက်နှာအဆုံးမှာလွတ်နေတဲ့နေရာကိုဖွင့်ပြီးဘောပင်တစ်ချောင်းကိုကောက်ယူလိုက်တယ်။အဖိုးရဲ့အနီရောင်မင်းနဲ့ရေးထားတဲ့စာကြောင်းအောက်မှာကျွန်တော်စာကြောင်းကိုအပြာရောင်မင်းနဲ့ဂယုတစိုက်တပြေးညီရေးလိုက်တယ်။အဖိုးမြေကြီးကအစိတ်ကိုမှတ်မိခဲ့တယ်။ပြားအုပ်ကအဲ့ဒီအစိတ်ကိုဖြစ်စေခဲ့တဲ့လူတွေကိုမှတ်မိခဲ့တယ်။ပြီးတော့အဖိုးတင်ပေးခဲ့တဲ့မြတ်ကိုကျွန်တော်မှတ်မိနေတယ်။ဒီချံကိုလက်ဆင့်ကမ်းယူဖို့တယောက်ယောက်ရှိနေတဲ့၍ကျွန်တော်ဆက်လက်ဆင့်ကမ်းသွားမယ်။ကျွန်တော်မဆုစာအုပ်ကိုပိတ်လိုက်တယ်။စပွဲပေါ်ကမီးအိမ်ကိုမှုတ်ပြီးငိမ့်လိုက်တယ်။အပြင်ဘက်ကကဘာကြီးဟာလုံးဝတိတ်ဆိတ်ငြိမ်သက်နေတယ်။အဝေးကခြံထဲမှာဖြတ်တန်းတိုက်ခတ်နေတဲ့လေတံတစ်ခုပဲရှိတယ်။မရေမတွက်နိုင်တဲ့အတောင်ပန်းတွေတိုးတိုးလေးခတ်နေတယ်လို့ပဲ။ဒီတန့်စင်ပြီးသွားတဲ့မြေကြီးနဲ့ဒီမြေကိုလောက်ကင်သူတွေရဲ့ရိုးရှင်းပြီးမရေရိုင်တဲ့ကောင်းကင်ပြားကြီးကိုစောက်ရှောက်ပေးနေတယ်လို့ပဲ